စိတ်နှပြဆက်သာစွာဖြင့်ကာနာဝံခန္ဓာဝံရေကူစွာဆောင်ရွက်နိုင်ပါစေငါကြောင်ပြောင်းအကိုကြီးကဒီရိုက်ခိုင်းတာမောလိုက်ဟာဟယ်လိုခန္ဓာစီစဉ်တဲ့လူအားလုံးစင်သေးဖြစ်ပြီးဆိုရင်ခန္ဓာစီစဉ်တွေရှောက်ပြီးတော့စားကြမယ်ဟုတ်ပြီလားနော်အချိန်ကြီးလေးငယ်ကွယ်ပြီးတော့ရတော့ချင်းပြပြရဒီတော့မှစီစဉ်များကိုဖတ်ကြားဖို့ဖြစ်ပါသာသနာတော်တက္ကတိ1568ခုကောဇာတက္ကတိ1386ခုဒူလာပြည်ကျော်တည်းရဲ့အကြံကြုံနေ့တွေကြီးမားပြုလို့အပ်သောဓမ္မသမီးဒုတိယဘွဲကိုအောက်ပါအစီအစဉ်ရှိရဖြင့်ကျင်းပပြုလုပ်တော်မူပါဗျာအစီအစဉ်တိရမောတတသုံးချက်ရွတ်ဆိုပြီးခန္ဓာကိုဖွင့်ပေးရဖြစ်ပါဗျာအစီအစဉ်နေ့ရကြောက်ရောက်လာတော့တပည့်တကာမများမနာမတိလာဆောင်တရားအာယုံပြုတာကြားလားအစီအစဉ်3ရကြောက်ရောက်လာကြတော့တပည့်တကာမများကြည့်ပြီးရှောက်ပြတာဘုရားဆရာတော်အရှင်ခေမာစာရဓမ္မတရားကြီးမြိုင်စီနာကြရမဆင်မဆုမတရားတောင်းကာရာပြည့်တရားတောင်းရဖြစ်ပါတယ်ဗျာအစီအစဉ်4ရဆရာတော်အားသင်္ကန်းစက္ကန့်ရဖြစ်ပါတယ်ဗျာအစီအစဉ်5ရရေစက်သွန်းချအမြတ်ပေးဖို့ရဖြစ်ပါတယ်ဗျာအစီအစဉ်6ရဂုံပြုမတန်လွာပေးရရဖြစ်ပါတယ်ဗျာအစီအစဉ်9ရကြောက်ရောက်လာကြသောဘေတကာမများဘုရားစိတ်တော်များပဲပေါက်ပေးရဖြစ်ပါတယ်ဗျာအစီအစဉ်10ရဘုရားသာသနာစိတ်ဓာတ်တိတ်ကိုဘုရားယေရှုရဲ့ခန္ဓာပြီးဆုံးတော်စီစဉ်တိယမောတတသုံးချက်ဆိုပြီးခန္ဓာကိုဖွင့်ပေးရတယ်ဒီမှာနော်
င်္ဂလာရှိသောနေ့ရက်မင်္ဂလာရှိသောအချိန်ခါသမီး၌ထိုင်နိုင်ငံရောက်တိုင်းသောဒီကုမောင်နှမများနှင့်ခြားခြင်းသောမိသားစုပရိဟိတအသင်းတို့မှစုပေါင်း၍ကျေပါပြုလုပ်သောစကြအထုတရားများကျမ်းစာမှသဘေကိုအကြောင်းပြုပြီးတော့မိမိတို့တက်ဆောင်သမျှဒါနသီလဘာဝနာသရှိသောကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်ကြရာခါသမီး၌ကျေဥသောလောကတစ်ခွင်လုံးတည်းအမြတ်ဆုံးဖြစ်တော်မူသောဘုရားယတနာတရားယတနာသံဃာယတနာဤယတနာမြတ်သုံးပါးပေါင်းတို့ကိုတရားယူကျုံးနဲ့ဆုံမှု၍ရှိခိုးမှုသောဘုမြောမလျောကရောကြရသောခြေရဏတရားဗနာမကာရဝတကိစ္စကုသိုလ်ကံစေနာတို့ကြောင့်အနိဋ္ဌဘေဒံယံပံခတ်သိမ့်ဘဝတိုင်းကင်းပြောင်းခြင်း၍ဘုရားဘာသာဝင်တို့ရလို့ရှိသောပန်းတိုင်းဖြစ်သောနိဗ္ဗာန်ကိုတင်မြန်ဆုံးစွာမျက်မှောက်ပြုလေနိုင်သောသူတို့ကောင်းများဖြစ်ကြစေဟံဗန္တိတိတရဏီနာတဟပိသတိလံဓမ္မယာသာမိအနုကံကတဝါတိလံဒေထာဧဗန္တိဒုတိယံပိတတိယံပိဟံဗန္တိတိတရဏီနာတဟပိသတိလံဓမ္မယာသာမိအနုကံကတဝါတိလံဒေထာဧဗန္တိယမံဝရာမိတံဝရေထာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဖေယတရားသံဃာစရဏမြတ်သုံးပါးပေါင်းကိုအတ္တထသောကိုယ်ွယ်ရာဟု၍ရှိကပ်ပါ၏ဖျားတိတရဏဂမနံပရိပုံဏံဘာနာတိဘာဒဝရမဏိတိခာပရံသမာရိယာမိအာဒိနာဒါနာဝရမဏိတိခာပရံသမာရိယာမိကာမေတုမိစ္ဆာသာရဝရမဏိတိခာပရံသမာရိယာမိမုဒ္ဒဝါရဝရမဏိတိခာပရံသမာရိယာမိဒုရမေရယမစ္ဆဗမဒဌာနာဝရမဏိတိခာပရံသမာရိယာမိတတဝါတွေအလုံးကျမ်းမှာချမ်းသာဖို့ရန်အတွက်မေတ္တာဓာတ်တွေပို့လို့ရအောင်စိတ်ထဲမှာအာယုံလေးစုစိုက်ပြီးတော့တတဝါတွေကိုမေတ္တာပို့ကြမယ်အလုံးလိုက်ဆိုလိုက်ကြလုံးစုံများစွာတတဝါချမ်းသာကိုစိတ်မြဲပါစေဥပယံပေကင်းစင်ဝေငြိမ်းအေးကြပါစေလုံးစုံများစွာတတဝါ
ချမ်းသာကိုစိတ်မြဲပါစေဥပယံပေကင်းစင်ဝေငြိမ်းအေးကြပါစေဣဒံမေပုံညံအာတဝခယံဝဟာဟောတုဣဒံမေတိလံနိဗ္ဗာနတ္တပစ္စယောဟောတုတိတရဏေနတပိသတိလံဓမ္မံသာတုကံကတဝါအပမဒေနတံပါတိထာအစီအစဉ်နံပါတ်3ရဆက်ရောက်လာကြသောတပည့်တက္ကရာများများမေတ္တာမဝိဆရာတော်အရှိခေမစာရဓမ္မတရားရည်မျက်စိနာကြားရန်အတွက်မဆင်မဆွေမတရားတောင်းကြတာဖြစ်တရားတောင်းရန်ဖြစ်ပါလိမ့်ဗျာ ဆရာတော်ရှင်သူမြတ်ကြီးဖေဟာတပည့်တကားမအပေါင်းတို့ဤကိုယ်စားဖရာတပည့်တော်မှာကာမဂုဏ်လွတ်ကြောင်းတရားတောင်းဖြင့်တရားတောင်းလျှောက်ခွင့်ပြုပါရှင်ဖေဟာဘဂဝါဇီနာဝါဂီတာဘာတာယတာရဝန္ဒီယာဣမလောကမုပါကာတိတံနောတိတိတုမုတ်တိယဝါဂီတာစကားအယပြပမတုနာမချုံမြမလိုရအောင်ဆုံးသမျှစကားတရားဖြစ်စေခွဲဝေချင်းစာဝါစာစိန်နေရကုန်တော်ရှိတော်မူသောဇီနာအာလာဝကပကပြမနာလာဂိရိစာရိမြတ်စွာကိုယ်တကားတို့၌အမြဲတမ်းအနိုင်ယူအောင်တော်မူအညွန်ဖူးတို့ဖြင့်ကိုယ်မြူပေတဲ့အိုကြည်သူတော်ရင်ရှင်တော်မြတ်ဖရာဘဂဝါရှင်မြတ်လုံးစုံတကိုယ်တော်လုံးจิตတည်းလက္ခဏာတော်မြည်မုံချေသည်ဖောင်းကျဲထွတ်ထားရှင်တော်မြတ်ဖရာသည်ဝါဂီတဝါဂီတောစကားဝကြအကွက်လာမွေဟာညွန်ကြစကားနိုင်နေပြန်ပကင်းတော်မူသည်ဖြစ်၍သာရဝန္ဒီယချိုးအေးစိတ်ဤအစီရှုံးသောအကာကိုဖဲဒိတ်ပေတရလာသဖြင့်သဘာဝတိအနိတ္တရာရှိပေထသောဘာတာယာမယောလုံးမတင်လုံးအစွန်းတစ်ဖက်လုံးစင်ရဲဝတ်ချင်ရဲ့အတိညာပေဟောဖို့မြင့်မြတ်သောတရားတော်စကားတော်တို့ဖြင့်ဣမံလောကံဓမ္မနဲ့လူပကားသူကဘာသာအောင်တန်စာမကြံရရှိသမျှအသီးသီးတတလောကကြီးကိုဥပါကာတိ1500ကိလေသာတွင်ချူလဲလျက်ဝိထေမကေတင်တကယ်အမြင်သိပေါက်ဖို့ထိရောက်ပါစေမလို့တန်းကြိုးပြုကုန်နိုင်ခဲ့ပြီဖျားဗန်နေရှင်လူလောကသဘောကျအောင်ဟောပြသွန်သင်ဆရာတော်ရှင်သူမြတ်ဖျားဘဝရှင်လူလောကသဘောကျအောင်ဟောပြတော်မူစိတ်ကာယီလျက်ကြံစည်လျက်သာကရုဏာရှိထားကျေးဇူးတော်ရှင်ဆရာတော်ရှင်မြတ်ဖျားသည်
နောအမကဲရှင်ဖယားမြတ်မောင်လာရောက်နာကြတပီတော်မတို့ဤမုတ်တရားလောဘဒေါသမောဟကိုခွာဩနာတိဝေတွင်မှလူကင်းမှုရန်လုံအောင်တန်တမန်မယောလုံးမတင်းလုံးအစွန်းဖက်လုံးစင်းရဲဝတ်ချုံငယ်ရဲ့အတိညာဘေးဟောဖို့မြင့်မြတ်သောတရားဒေသနာတော်ကိုနောအမကံဝါဒနာဘာဂိယမကဗေဒဝေနေယစရင်တသွင်းရံမျိုးဖရာတပည့်တော်မတို့အားဒီတေတူကရုဏာရှိထားမြတ်တာအဖြစ်စကားချိုးမြမလို့ရအောင်သို့သည်မြစကားတရားဖြစ်စေလက်ချွေမြတ်ဖို့ဩကြတော်မူပါကျေးဇူးတော်ရှင်ဆရာတော်သခင်ရှင်သူမြတ်ကြီးရာ သူတရားညာချမ်းဓမ္မသမင်မှာဟောကြားမဲ့တရားတော်ရဲ့နာမည်ကအချိန်ရှိကြိုက်လုံးလာဆိုင်ပြန်ပြောကြည့်ပါဦးဟောကြားမဲ့တရားတော်ရဲ့နာမည်ကဘာလဲလဲအချိန်ရှိကြိုက်လုံးလာဆိုင်ဟုတ်ပြီလားနော်ဒီအချိန်ရှိကြိုက်လုံးလာဆိုင်ဆိုတဲ့တရားတော်ကိုဦးဇင်းတို့မဟောကြားမနာကြခင်ယရနာမြတ်သုံးပါးအပေါင်းအားရှ िख ိုးကြမယ်ဦးဇင်းကတစ်ခေါက်တိုင်ပေးပြီးတော့ဦးဇင်းတို့တက္ကရာမှာပေါင်းတွေက၃ခေါက်ဆုံးတယ်ဟုတ်ပြီလားနော်လက်အုပ်လေးတွေချီဖရာဂုံတော်တရားဂုံတော်တန်ခါဂုံတော်တွေအာယုံပြုပြီးတော့ယရနာမြတ်သုံးပါးပေါင်းကိုရှ िख ိုးကြမယ်ဗုဒ္ဓဂုံဤစိတ်မာတိယုံကြည်မြတ်လို့လက်ဆုံမို့ရှ िख ိုးပါ၏ဖရာကျေစုမဲ့သုံးခေါက်ဗုဒ္ဓဂုံဤစိတ်မာတိယုံကြည်မြတ်လို့လက်ဆုံမို့ရှ िख ိုးပါ၏ဖရာစိတ်မာတိယုံကြည်မြတ်လို့လက်ဆုံမို့ရှ िख ိုးပါ၏ဖရာဓမ္မဂုံဤစိတ်ပါတိယုံကြည်မြတ်လို့လက်ဆုံမို့ရှ िख ိုးပါ၏ဖရာဓမ္မဂုံဤစိတ်ပါတိယုံကြည်မြတ်လို့လက်ဆုံမို့ရှ िख ိုးပါ၏ဖရာစိတ်မာတိယုံကြည်မြတ်လို့လက်ဆုံမို့ရှ िख ိုးပါ၏ဖရာသံဃာဂုံဤစိတ်မာတိယုံကြည်မြတ်လို့လက်ဆုံမို့ရှ िख ိုးပါ၏ဖရာသံဃာဂုံဤစိတ်မာတိယုံကြည်မြတ်လို့လက်ဆုံမို့ရှ िख ိုးပါ၏ဖရာသံဃာဂုံဤစိတ်မာတိယုံကြည်မြတ်လို့လက်ဆုံမို့ရှ िख ိုးပါ၏ဖရာကဲဟုတ်ပြီဖရာတရားသံဃာယရဏမြတ်သုံးပါးအပေါင်းကိုရှ िख ိုးပြီးတဲ့နောက်မှာ
ဦးဇင်းတို့ဓမ္မတပင်ခန္ဓာကိုစလိုက်ကြရအောင်ဟုတ်ပြီလားနော်ဒီနေ့ဟောကြားမဲ့တရားတော်ရဲ့နာမည်ကဘာလဲတော့အချိန်ရှိခိုင်လုံလာဆိုင်ဟုတ်ပြီလားနော်ဒီစာသားလေးစကလုံးလေးဦးဇင်းတို့တရားတော်မှာပေါင်းနေမကြဘူးလားကြားဘူးနေကြဟုတ်ပြီလားနော်အချိန်ရှိခိုင်လုံလာဆိုင်မယ်ကွာဆိုပြီးတော့ငယ်ငယ်တုန်းကဆိုရင်ခေါင်းရင်းမှာရေးမထားဘူးလားဟမ်ဟုတ်ပြီလားနော်အဲကြောင့်တရားတော်ရဲ့နာမည်ကဘာလဲတော့အချိန်ရှိခိုင်လုံလာဆိုင်ဟုတ်ပြီဒီအချိန်ရှိခိုင်လုံလာဆိုင်ဆိုတဲ့တရားကောင်းသီးလေးကိုနှစ်ပိုက်ခွဲကြည့်လိုက်မယ်ဆိုရင်အချိန်ရှိခိုင်ကတစ်ပိုက်လုံလာဆိုင်ကတစ်ပိုက်ဆိုပြီးတော့နှစ်ပိုက်ဖြစ်လာမယ်ဟုတ်ပြီလားနော်အချိန်ရှိခိုင်ဆိုတာကဦးဇင်းတို့အချိန်ရှိခိုင်ကလူဘဝလူလောကမှာအချိန်ကြီးဘယ်လောက်ကြံသေးလဲအချိန်ကြီးဘယ်လောက်ရှိသေးလဲဆိုတဲ့မေးခွန်းတစ်ခုဟုတ်ပြီလားနော်ရရှိနေတဲ့လူဘဝလူလောကမှာကိုယ့်အတွက်အချိန်ကြီးဘယ်လောက်ကြံသေးလဲဆိုတဲ့မေးခွန်းကတစ်ခုတခါလုံလာဆိုင်ရရှိနေတဲ့အချိန်တို့အတွင်းမှာရရှိနေတဲ့အချိန်အတွင်းမှာငါတို့ဟာဘာတွေကိုလုံလာဆိုင်ပြီးတော့ယူသွားသင့်လဲဆိုတဲ့မေးခွန်းဟာတစ်ခုဟုတ်ပြီလားနော်ဒီမေးခွန်းတစ်ခုကိုဖြေကြားရင်းနဲ့ဦးဇင်းတို့ဟောကြားနာကြရမယ်ဟုတ်ပြီလားနော်ကဲဦးဇင်းတို့တရားနာပိဋကပေါင်းသူတော်ကောင်းတွေစဉ်းစားကြည့်လိုက်လူဘဝကတက်တန်းဘယ်လောက်ရှိလဲတက်တန်းနေအချိန်တွေဘယ်လောက်ရှိလဲအချိန်တွေဘယ်လောက်ရှိလဲဟုတ်ပြီဦးဇင်းတို့ဖះလက်ထက်ကတော့ဖះတော်တော်ထင်ရှားရှိတဲ့အခါတုန်းကတော့လူတက်တန်းကဘာတန်းလို့ဘယ်လောက်တန်းလို့ပြောလဲ100တန်းဟုတ်ပြီနော်ကျင့်ကျင့်မှုတက်ခဲ့တဲ့သူတွေပါရတယ်အော်နေတယ်ဟုတ်ပြီလားနော်ကြဲကြဲလေးအော်ပြီးလူဘဝဘုရားရှင်ကိုယ်တော်မြတ်တတ်တော်ထင်ရှားရှိတဲ့ခါတုန်းကလူဘဝတွေလူတွေရဲ့တက်တန်းဘယ်လောက်လဲ100တန်းနေတစ်နှစ်100ပြည့်ရင်တစ်နှစ်ရော့လာလိုက်တာဟုတ်ပြီလားနော်တစ်နှစ်ရော့နဲ့အခုဆိုရင်လူတွေရဲ့တက်တန်းကဘယ်လောက်ပဲရှိတော့လဲဆိုရင်85နှစ်ဟုတ်ပြီလားနော်ဘာကြောင့်ဒီလိုရော့သွားလဲဆိုရင်ဦးဇင်းတို့တရားတော်မှာပေါင်းတယ်ဦးဇင်းတို့ဥထုဇဉ်လူသားတွေဟာလောဘဒေါသမောဟအစရှိတဲ့ကိလေသာတွေများလာလို့ဟုတ်ပြီလားနော်တဖြည်းနဲ့လောဘဒေါသမောဟအစရှိတဲ့အကုသိုလ်ဒုစရိုက်ကိလေသာတရားတွေများမလာကြဘူးလားကဘာကြီးမှလည်းကြည့်လိုက်အချိန်တိုင်းသိနေတဲ့ပုံကိုယ်တွေမရှိဘူးလားဖြစ်နေဖြစ်ပွားပြီးတော့သိနေရတယ်မရှိဘူးလားတည်ကြည်ပြည့်စည်နေရဒါကြောင့်အားလုံးဟာဦးဇင်းတို့ပုထုဇဉ်လူသားတွေဟာအကုန်လုံးဒီပါကအကုန်လုံးကပဲလောဘဒေါသမောဟအစရှိတဲ့ကိလေသာအကုသိုလ်ဒုစရိုက်တွေများလာတဲ့အခါကျတော့တက်တန်းကလည်းတိုးသွားတယ်ဟုတ်ပြီလားနော်တက်တန်းဘယ်လောက်လဲအခုဆိုရင်ပြန်မြဘယ်လောက်လဲ85နှစ်ဟုတ်ပြီလားနော်85နှစ်ထဲမှာဦးဇင်းတို့မြန်မာပြည်ရဲ့တက်တန်းကတွက်ကြည့်ပြီဆိုရင်စာတန်းတစ်ခုပေါ့လေသူတည်တနာပြုထားတဲ့စာတန်းလေးဦးဇင်းဟိုတော့ဖတ်ဖူးတယ်ဟုတ်ပြီလားနော်မြန်မာပြည်ရဲ့တက်တန်းကအမျိုးသားတွေက56တယ်ဟုတ်ပြီလားနော်အမျိုးသမီးတွေကကျတော့65တဲ့ဟုတ်ပြီလားနော်တက်တန်းနေရတာပေါ့ဟုတ်ပြီလားနော်အမျိုးသားတွေကဘယ်လောက်လဲအမျိုးသမီးတွေက65ဟုတ်ပြီပြန်နေရတယ်ဗာတည်တဲ့ခါကျတော့ဆုံးရှုံးတဲ့ဥယျာဉ်ကအမျိုးသားနဲ့အမျိုးသမီးဘယ်သူကတက်တန်းပိုးတူလဲဆိုရင်အမျိုးသားတွေကတူတယ်လို့ပြောရမယ်ပေါ့ဟုတ်လားအမျိုးသားတွေကပိုးတူတယ်လို့ပြောရဘာလို့လဲဆိုရင်56နှစ်ပေါ့ဟုတ်ပြီလားနော်56နှစ်ဘာကြောင့်တူတာလဲဆိုရင်ဦးဇင်းတို့ဘာကြောင့်တူတာလဲစဉ်းစားမိလားဘာကြောင့်တူတာလဲလို့ပြန်စဉ်းစားကြည့်မယ်ဆိုရင်ဦးဇင်းတို့တရားဓမ္မပေါင်းတွေတော်တော်များများကတာရေးပွဲဖြစ်ဖြစ်နာရေးပွဲဖြစ်ဖြစ်လုံးတဲ့ခါကျရင်ဘာလေးပါရလဲဘာလေးပါရလဲအရက်ဘီယာလေးပါရတယ်ဟုတ်ပြီလားနော်အရက်ဘီယာတောက်ရင်ဘာယောဂဖြစ်လဲအသေးကင်ဆာဖြစ်တယ်ဟုတ်ပြီလားနော်ဒါကြောင့်ဦးဇင်းတို့မြန်မာပြည်မှာတော်တော်များများကဘာယောဂနဲ့ဦးဇင်းတို့အမျိုးသားတွေတည်တာများလဲဆိုရင်အသေးယောဂနဲ့တည်တာများတယ်တဲ့ဘာယောဂနဲ့တည်တာများလဲအသေးယောဂဘာလို့ဖြစ်လွန်ကျွံတောက်တာပေါ့ဟုတ်ပြီလားနော်လွန်ကျွံတောက်လို့ဖြစ်တယ်ဒါကြောင့်ဒီကုန်းကြီးကငါတို့လုံလဲလုံပြီးရတယ်ကွာငါတို့အရက်တောက်တာတွေပြောနေနောက်နဲ့မလုံတော့ဘူးနေလေဟုတ်ပြီလားနော်လွန်ကျွံတောက်ရင်တော့ဘယ်ကနေနေဖြစ်တာပဲဟုတ်ပြီလားနော်ဒါကြောင့်ဦးဇင်းတို့အသေးယောဂဘာလို့ဖြစ်အရက်တည်တာတောက်စားလို့ဖြစ်သူရဲ့အရက်ရဲ့နာမည်ကတည်ကြီးတည်ရတဲ့တောက်ရင်ဘာလို့လဲတည်တယ်ဟုတ်ပြီလားနော်တောက်ရင်ဘာဖြစ်လဲတည်တယ်တောက်ရင်တည်တယ်ဟုတ်ပြီလားနော်တချို့တွေကကြိုက်များကြိုက်သွားတဲ့ပုံကိုယ်တွေကဘယ်လိုပြောလဲမအိုစည်းဗါတဲ့တော့ဟုတ်တယ်မအိုးလေငငယ်ရနဲ့တည်တာဟုတ်ပြီလားနော်အိုစည်းရလားမအိုတော့ငငယ်ရနဲ့တည်သွားတာဒါကြောင့်မို့ဦးဇင်းတို့ပ
ပြောချင်တာကဘာလဲဆိုရင်ဦးဇင်းတို့မြန်မာပြည်မှာကဒီအရက်တွေဘာတွေဆိုတာလဲအစ်စ်မီလားဆိုရင်အစ်စ်မမီဘူးဟုတ်ပြီလားနော်မလိုလားတဲ့ကျမ်းမာရေးတဲ့ဘေးထွက်ဆိုးကျိုးဖြစ်စေမဲ့အရာတွေထည့်ထားတာဖြစ်တဲ့အတွက် quality ရပေါ်လေအစ်စ်နဲ့မမီတာတွေအများကြီးဖြစ်တဲ့အတွက်ဒီအရက်တွေသားတွေကိုလွန်လွန်ကျွံကျွံတောက်သုံးမယ်ဆိုရင်တော့ဦးဇင်းတို့မြန်မာပြည်သူသားတွေဟာဘာပဲပြောပြောစောစောစီးစီးပေါ်လေဟုတ်ပြီလားနော်ဒီတယ်ပေါ့ဘာယောဂနဲ့တည်လဲဆိုရင်အသေးယောဂနဲ့တည်တယ်ဟုတ်ပြီအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ဒီလိုသေးတွေတောက်လို့ရောဘာအပြစ်တွေရနိုင်လဲဆိုရင်ဘုရားရှင်ကိုရောမြတ်ကပြောထားတယ်ဥစ္စာယုတ်ချင်းငင်းခုံများစွာယောဂထူပြောကြောသောမဲ့တုံးမလုံးအင်္ဂါပညာနဲ့မှာဤငါးပါးတောက်စားသေးစားတောက်စားသေးရအပြစ်ဒီတဲ့ဥစ္စာယုတ်ချင်းတဲ့အရက်တွေအလွန်ကျွံတောက်မဲ့ဆိုဘာဖြစ်သွားမလဲဥစ္စာတွေရှုပ်သွားမယ်ဟုတ်ပြီလားနော်ဥစ္စာရှိပါဦးမလားတပြည့်နဲ့ကိုရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေဘာဖြစ်သွားမလဲဆုံးယုတ်သွားမယ်ဟုတ်ပြီလားနော်တပြည့်နဲ့ကိုရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေဆုံးယုတ်သွားမယ်ပြီးတဲ့အခါကျတော့ညှင်းခုံမှုတွေတရားနဲ့တရားမဖြစ်ဘူးလားဖြစ်ပြီးဆိုရင်ခိုင်းရဒေါသတွေမဖြစ်ကြဘူးလားစသည်ပေါ့လေဟုတ်ပြီလားနော်ဒါတေးရဲ့တောက်လိုက်ပြီးအလွန်ကျွံတောက်လိုက်ပြီးဆိုရင်ဘာပဲပြောဒေါသကထွက်လွယ်တယ်သွေးကစုလွယ်တယ်ဘာကြောင့်စုလွယ်ရလဲဆိုရင် तू ကအပူတက်ဟုတ်ပြီလားနော်အပူတက်ဆိုတော့သွေးကိုပို့ပြီးတော့စုလွယ်တယ်ဖြစ်တဲ့အတွက်ဒီလိုခိုက်ရန်ဒေါသတွေငင်းခုန်မှုတွေဖြစ်နေမယ်ဟုတ်ပြီလားနော်ပြီးရင်ယောဂထူပြောလေယောဂတွေရလာလိမ့်မယ်ပါးတွေဖောင်းလာမယ်ခြေထောက်တွေဖောင်းလာမယ်မဖောင်းလာဘူးလားသွေးတွေအမ်းမယ်မန်းလာဘူးလားဒီထဲမှာများအကျက်သမားတကာကြီးတွေပါလာမသိဟုတ်ပြီလားနော်ဦးရင်းတော့ခဲနဲ့တော့မပြစ်နေတော့ပါဘူးကဲဟုတ်ပြီတော့ဒါဥစဉ်ဟောတာမဟုတ်ဘုရားဟောတာဟုတ်ပြီလားနော်ဘုရားပြောတာအဲ့တော့ယောဂတွေဖြစ်လာမယ်ကြော်စောမဲ့တုံမလုံးအင်္ဂါလေကြော်စောမဲ့တုံဆိုတာကိုယ့်ရဲ့အရှင်ဝါတွေကိုယ့်ရဲ့ကောင်းစင်းလေးတွေကြာလာမယ်ပေါ့ဟုတ်ပြီလားနော်မလုံးအင်္ဂါဒီအတိုင်းပဲမူလာကြီးဆိုမှတော့လေပင်ကပဲရောက်နေမှာလေဟောမဆိုးကပဲရောက်နေမှာလေလေပင်ရောက်နေမှာဟုတ်ပြီလားနော်မဆိုးကပဲရောက်နေမှာလေလေပင်ရောက်နေတာအဲ့လိုမျိုးဖြစ်နေမယ်ဟုတ်ပြီလားနော်မလုံးအင်္ဂါပညာလေးပါလေပညာကတော့ရှိပါဦးမလားမှတ်ဉာဏ်တွေအကုန်လုံးပြည့်စည်သွားမှာလေဟုတ်ပြီလားနော်လူကထုံထိုင်းပဲပြီးတော့မှတ်ဉာဏ်တွေပြည့်စည်သွားမယ်လားတောက်စားတဲ့သူတွေဒီအလွန်ကျော်တောက်တဲ့သူတွေရရှိနိုင်တဲ့အပြစ်တွေပေါ့ပိဿုပံဘဝမှာဟုတ်ပြီလားနော်တမလွန်ဆိုရင်တော့ပြောမနေတော့နဲ့သန္တရာမှာဆိုရင်တော့ရဲပိဋ္ဌာတရိစ္ဆာန်အတူတကယ်လို့ခေါ်ဆိုရတဲ့အပယ်လေးပုံကိုရောက်မှာဒါတိကျပါဘူးဟုတ်ပြီလားနော်ဒါကြောင့်ဦးဇင်းတို့တခါတခါမှပေါင်းနေဒါကြောင့်ဦးဇင်းတို့မြန်မာမျိုးသားတွေဒီတရက်ကိုတောက်မယ်ဆိုရင်လည်းရှော့ပြီးတော့တောက်အလွန်ကြုံမတောက်နဲ့အကျမ်းမာကြီးလောက်ပဲတောက်ဟုတ်ပြီလားနော်ကဲဟုတ်ပြီတရားတော်ကိုရှေ့ဆက်ကြည့်လိုက်ရအောင်ဦးဇင်းတို့အစောတုန်းကအချိန်ကိုတွက်ခဲ့တယ်ဘယ်လိုတွက်ခဲ့လဲမြန်မာနိုင်ငံရဲ့အမျိုးသားတွေရဲ့တက်တန်းဘယ်လောက်လဲ56အမျိုးသမီးတွေရဲ့တက်တန်းက65ဟုတ်ပြီနှစ်ယောက်ခြားကြည့်လိုက်အမျိုးသားနဲ့အမျိုးသမီးကိုတော်တော်များများတက်60လို့ပဲသတ်မှတ်ကြည့်လိုက်ဟုတ်ပြီလားနော်60သတ်မှတ်တဲ့သူကတနေ့ဘယ်နှစ်နာရီအိပ်လဲအနည်းဆုံးတော့8နာရီမအိပ်ဘူးလား8နာရီတော်တော်များများအိပ်တယ်83ဒီ24ဟုတ်ပြီလားနော်83ဒီ24အဲ့ကြတော့60တွက်ကြည့်လိုက်ရင်အိပ်တာနှစ်ဘယ်20ကုန်လဲ20ကုန်ပဲအိပ်တာနှစ်မ30ကုန်မလဲအိပ်တာနော်အိပ်တာကိုယ်တိုင်အိပ်တဲ့အိပ်ပေါင်းကရက်ဆက်တွက်ကြည့်လိုက်မယ်နှစ်တင်နဲ့တွက်ကြည့်လိုက်မယ်ဆိုရင်နှစ်ဘယ်လောက်ကုန်လဲနှစ်20ကုန်မယ်အဲ့ဒါဆိုတက်တန်း60နေရမှာတည်းအခုပဲ20ကုန်သွားပြီလေဘာမှမလုပ်ပဲအိတ်တန်းနဲ့ဘယ်လောက်ကုန်သွားပြီလဲ20ကုန်သွားပြီဟုတ်ပြီ20ကုန်သွားပြီပြီးတဲ့အခါကျတော့ဦးဇင်းတို့ဘာမတိညာမတိရွယ်က10နှစ်ထားကလေးဘဝပြောတာဟုတ်ပြီလားနော်ဘာမတိညာမတိအရွယ်ဘယ်နှစ်နှစ်လဲ10နှစ်ဆိုတော့ခုနကျန်တာဘယ်လောက်လဲအိတ်တာ20 60တည်းက20ရောတော့ဒီအခုဘာမတိညာမတိရွယ်10နှစ်ထက်ရောလိုက်ဘယ်လောက်လဲ30ဟုတ်ပြီလားနော်ဘာမှတော့မကြံတော့ဘူးဗျာနော်ဟုတ်ပြီလားနော်ကဲဘာမတိညာမတိရွယ်ဆိုတာကဦးဇင်းတို့တခါတော့မပေါင်းနေနားလဲတယ်မို့လားကလေးဘဝဟုတ်ပြီလားနော်မိဘကဖះရှိခိုးသလိုရှိခိုးလိုက်တယ်တိလားမတိဟုတ်ပြီလားနော်ဘုန်းကြီးကိုရှိခိုးသလိုမိဘကိုကြောက်လို့ရှိခိုးလိုက်တယ်ဘုန်းကြီးကလည်းရှင်မခွန်းရင်အပေါ်ကဘာလို့တာလက်နဲ့မိုးထားလို့ရှိခိုးလိုက်တယ်အဲ့လိုဘာမတိညာမတိရွယ်ဟုတ်ပြီလားနော်အဲ့ဒါ10နှစ်သက်တမ်းထားအဲ့ဒါ10နှစ်အဲ့ကျတော့နှစ်ပေါင်းဘယ်နှစ်ကျန်လဲကိုယ့်အတွက်အချိန်ဟာ30ကျန်ပဲကဲ30တဲကမှတခါကိုယ့်အတွက်အိုသွားတဲ့အခါအလုပ်ငန်းတွေမလုပ်နိုင်တဲ့ဟာအိုမင်းရရောပြီးတော့ဘာမှမစွမ်းနိုင်တဲ့အရွယ်က9နှစ်ထားလိုက်ဟုတ်ပြီလားနော်9နှစ်ထားလိုက်တော့အဲ့ကျတော့ဘယ်လောက်ကျန်မလဲ
25ဟဲ့အချိန်ဒီဘယ်လောက်ကျန်သေးလဲ25ပဲကျန်သေးတယ်ဟုတ်ပြီလားနော်25တောင်နောက်ထပ်ပြီးတော့နှုတ်လိုက်အောင်မယ်ဆိုရင်ဘာမှကြံမှာမဟုတ်ဘူးလားနော်စာကလေးရေအမွေးနှုတ်လိုက်ရင်ဘာကြံသေးလဲဘာမှမကြံတယ်လို့ဖြစ်သွားမယ်ဟုတ်ပြီလားနော်ကဲထားပါတော့25နှစ်ပဲဦးဇင်းတို့တွေကမှပေါင်းနေပြန်မြအနေနဲ့ကိုယ့်အတွက်အချိန်ရှိရလို့သတ်မှတ်လိုက်ဟုတ်ပြီလားနော်အချိန်ဆိုတဲ့နေရာမှာဦးဇင်းတို့လူတိုင်းကတော့မတူနိုင်ဘူးပေါ့ဟုတ်ပြီလားနော်တချို့ကြတော့လေသူတို့ရဲ့ကုသိုလ်ကအားလျော်စွာ85ကြော်ထိအောင်လဲနေရမယ်ဒီအချိန်လေးကြော်ထိအောင်လဲနေရမယ်တချို့ကြတော့လေဒီအချိန်လေးအောက်မှာလဲနေသွားမဲ့သူတွေရှိတာပေါ့ဟုတ်ပြီလားနော်ဒါကြောင့်ပြန်မြနှုံးတဲ့ဦးဇင်းတို့ရဲ့အချိန်ရရှိတဲ့အချိန်ကဘယ်လောက်လဲ25ဟုတ်ပြီအဲ့ကြတော့ဦးဇင်းတို့တရားတော်မှာပေါင်းနေအချိန်ရှိတာကိုယ့်အတွက်အချိန်ရှိတာကဘယ်နှစ်ရှိလဲ25နှစ်ရှိပြီအဲ့လိုမျိုးစဉ်းစားဘူးလားမစဉ်းစားဘူးခုပြန်စဉ်းစားကြည့်လိုက်ကိုယ့်အသက်အရွယ်ဘယ်လောက်ရောက်နေပြီလဲငါတို့အချိန်ဘယ်လောက်ကျန်သေးလဲဟုတ်ပြန်နော်ဟုတ်ပြီအဲ့ကြတော့အချိန်ဆိုတဲ့သဘောတရားဦးဇင်းတို့တရားတော်မှာပေါင်းနေနားမလည်သွားဘူးလားနားလည်ပြီပြန်ပြောကြည့်မယ်အချိန်ကကိုယ့်အတွက်ဘယ်နှစ်ကျန်မလဲ25နှစ်ကျန်မယ်ဟုတ်ပြီလားနော်မြန်မာနိုင်ငံသားတွေရဲ့အသက်ကပြန်မြဘယ်လောက်လဲ60တွေကအိတ်တဲ့ကိုယ်တိုင်အိတ်နေတာနှစ်ပေါင်းဘယ်လောက်လဲ20ဟုတ်ပြီလားနော်ဗာမတိညာမတိအရွယ်က10နှစ်ဟုတ်ပြီလားနော်ပြီးတဲ့ခါကျတော့အိုမင်းရေရောမစွမ်းနိုင်တဲ့အရွယ်က9နှစ်အဲကျတော့ကိုယ့်အတွက်အချိန်ဘယ်လောက်လဲ25နှစ်အချိန်ကကိုယ့်အတွက်25နှစ်ကျန်ပြီဟုတ်ပြီလားနော်အချိန်ဆိုတဲ့စကားကိုနားလည်သွားပြီလားဟုတ်ပြီအချိန်ရှိကိုက်မှာလုံလစိုက်ကရှာရအောင်မယ်ဟုတ်ပြီလားနော်ခုဒီ25နှစ်တွင်မှာငါတို့ဘာတွေကိုလုံလစိုက်ပြီးတော့ရှာကြမလဲဒါစဉ်းစားဖို့မလိုဘူးလားလိုတယ်နော်ဟုတ်ပြီလားနော်ဦးဇင်းတို့စဉ်းစားကြည့်လိုက်ဦးဇင်းတို့ဒီတက်ရွယ်အထိနေရတာငါတို့ဘဝကြီးတက်တန်းကြီးရှည်လိုက်တာလို့အောင်းမိနေမယ်တကယ်တွက်ကြည့်လိုက်ရင်ကိုယ့်အတွက်ကြံသေးလားအချိန်ကြီးကြံသေးလားမကြံတော့ဟုတ်ပြီလားနော်မကြံတော့တာဖြစ်တဲ့ဒီရရှိနေတဲ့အခု25နှစ်ပြန်မြပေါ့လေ25နှစ်တက်တန်းကကိုယ့်အတွက်ဘာတွေယူသွားကြမလဲဘာတွေရှာဖွေပြီးတော့ယူသွားကြမလဲဆိုရင်ကဲအားလုံးလိုက်ဆိုလိုက်ပါကုသိုလ်ဥစ္စာချမ်းခန့်သာ၍ပညာတကုတမျိုးမျိုးမှအကျိုးမထွက်ထိုနှစ်တွက်တသက်ဝမ်းနေပွဲကုသိုလ်ဥစ္စာချမ်းခန့်သာ၍ပညာတကုတမျိုးမျိုးမှအကျိုးမထွက်ထိုနှစ်တွက်တသက်ဝမ်းနေပွဲဟုတ်ပြီဦးဇင်းတို့အချိန်ဘယ်လောက်ရထားလဲကိုယ်တိုင်ဟာ25နှစ်ပြန်မြပြောတာเนาะဒါလူတိုင်းမတူနိုင်ဘူးဟုတ်ပြီလားเนาะပြန်မြ25နှစ်ရထားတယ်25နှစ်ရထားတဲ့အချိန်တိုင်းမှာကိုလုံးလာဆိုင်ပြီးတော့ရှာရမယ့်ຢာတွေကနံပါတ်1ကကုသိုလ်တဲ့ဘာလို့ရှာရမလဲကုသိုလ်ရှာရမယ်ပြီးတဲ့ခါကျတော့နံပါတ်2ကဥစ္စာတဲ့နံပါတ်2ကဘာလဲတော့ဥစ္စာနံပါတ်1ကကုသိုလ်နံပါတ်2ကဥစ္စာနံပါတ်3ကကျတော့ကျမ်းမာရေးတဲ့ဘာလဲတော့ကျမ်းမာရေးဟုတ်ပြီလားနော်နံပါတ်4ကကျတော့ပညာတဲ့နံပါတ်4ကဘာလဲပညာနံပါတ်5ကကျတော့တကူတဲ့နံပါတ်5ကဘာလဲတော့တကူဒီ5မျိုးကိုရအောင်ရှာရမယ်ပြန်ပြောကြည့်မယ်ကိုရှာရမယ့်အရာဘယ်နှမျိုးလဲကိုရရှိနေတဲ့ဘဝတူတူအချိန်ခဏလေးတွေမှာရအောင်ရှာဖွေရမယ့်အရာဘယ်နှမျိုးရှိလဲဘယ်နှမျိုးရှိနံပါတ်1ကဘာလဲကုသိုလ်နံပါတ်2ကဥစ္စာနံပါတ်3ကကျမ်းမာရေးနံပါတ်4ကပညာနံပါတ်5ကတကူဟုတ်ပြီလားနော်ကဲစဉ်းစားကြည့်ဦးဇင်းတို့တရားတော်မှာပေါင်းနေဒီ5မျိုးတည်းကတစ်မျိုးမှမရတဲ့နေဟာကိုယ့်အတွက်ဝမ်းနေပဲနေပဲဟုတ်ပြီလားနော်ကုသိုလ်ဖြစ်ရင်ရကုသိုလ်မရရင်ဥစ္စာရမယ်ဥစ္စာကုသိုလ်လည်းမရဥစ္စာလည်းမရဘူးကျမ်းမာရေးလည်းမကောင်းဘူးပညာရေးလည်းမရဘူးတကူလည်းမရဘူးဆိုရင်အဲ့နေဟာကိုယ့်အတွက်ဝမ်းနေပဲနေပဲဘာလို့ဆိုရင်ကိုယ့်အတွက်ကအချိန်ကဘယ်တော့ပဲရှိလဲ25နှစ်ကဲတရက်ကဒီကုသိုလ်အစရှိတဲ့5မျိုးကိုကရအောင်မရှာနိုင်ဘူးဆိုရင်ဘယ်လောက်ပဲကျန်တော့လဲ25ဆိုရင်25ဆိုဘယ်လောက်ကျန်တော့လဲတွက်ကြည့်လိုက်ပေါ့ဟုတ်ပြီနော်ဒါကြောင့်မို့ကိုရှာမဲ့တက်တန်းလေးအတွင်းမှာဒီအရာ5မျိုးကိုကိုကတစ်မျိုးမှရအောင်မယူသွားနိုင်တဲ့နေ့တစ်နေ့ကိုဖြတ်တန်းရပြီဆိုရင်ကိုကလူညံတစ်ယောက်လို့သတ်မှတ်လို့ရတယ်ဟုတ်ပြီလားနော်ကိုလူညံတစ်ယောက်လို့သတ်မှတ်လိုက်လူဘဝရရှိတာလဲလက်ကားပဲလို့သတ်မှတ်လို့ရတယ်ဘာလို့ဆိုရင်ကိုအတွက်အချိန်ဟာ
တိတ်မရှိဘူးဟုတ်ပြီလားနော်ဒါကြောင့်ဦးဇင်းတို့တရားတော်မှာပေါင်းတယ်အချိန်ကဘယ်နှစ်ရှိ25နှစ်ရှိမိမိတို့ရရှိလာတဲ့အချိန်ကဘယ်လောက်ရှိ25နှစ်ရှိအဲ25နှစ်တွင်းမှာဘာတွေကိုလုံးဝစိုက်ပြီးရှာရမလဲကုသိုလ်ဥစ္စာကျမ်းမာရေးပညာတကူဒီဟာလေးတော့ဒီနေ့ရောက်မှတ်သွားဟုတ်ပြီလားနော်ဇဒမကျန်ဇဒမပြန်ရင်မှတ်သားတရားကျန်ရမယ်ဘုန်းကြီးတရားဟောရင်အိမ်ငယ်ပဲတော့မလုံးနဲ့ဟုတ်ပြီလားနော်ကျန်ဟုတ်ပြီအဲ့ကျတော့ဦးဇင်းတို့တကတော့မှပေါင်းတယ်ကိုရရှိထားတဲ့အချိန်လေးတွင်းမှာရှာရမယ့်အရာဘယ်နှမျိုး5မျိုးဟုတ်ပြီအဲ5မျိုးတွေကမှဦးဇင်းတို့တစ်ခုချင်းဦးဇင်းဒီနေ့ရှင်းပြသွားပေးမယ်ဟုတ်ပြီလားနော်နောက်ဆုံးကနေစပြီးတော့ရှင်းပြပေးမယ်ရှင်းပြပြီးတော့ဟောကြားပေးမယ်ပေါ့လေဟုတ်ပြီလားနော်နောက်ဆုံးကဗါတဲ့တော့တကူနံပါတ်5ဖြစ်တဲ့နောက်ဆုံးကဗါလဲတကူဆိုတော့ဦးဇင်းတို့တကတော့မှပေါင်းတယ်ထင်းနေတဲ့မြေရှိုးမိုးပြန်ဇန်ပင်ကြီးတွေကိုပြောတာမဟုတ်ပါဘူးဟုတ်ပြီလားနော်ဦးဇင်းတို့ကတော့မှပေါင်းတယ်တကူလို့ပြောလိုက်တာနေတရုတ်တိုင်းကားတွေသတိမရဘူးလားရလားမလက်တွေကနေပါဝါတွေထွက်လာတယ်ဟုတ်ပြီလားနော်ကောင်းကင်ဘော်လေးပြန်ပြလိုက်တာအဲ့တကူကိုပြောတာမဟုတ်ဘာကိုပြောလဲဆိုရင်အာနာပါဝါတဲ့ဗါတဲ့တော့အာနာပါဝါလူတိုင်းအာနာမရှိကြညာဘူးလားရှိကြညာလို့လောကကြီးမှာစစ်တိဖြစ်နေတယ်ဟုတ်ပြီလားနော်မြန်မာပြည်ကြည့်ပေါ့ဟုတ်ပြီလားနော်အများကြီးတော့မပြောတော့လူတိုင်းအာနာမလူကြညာဘူးလားအာနာရှိကြညာတယ်ဟုတ်ပြီလားနော်အိမ်တော်သူတစုမှာအိမ်တော်ဦးစီးတွေဖြစ်တဲ့မိအမီးနဲ့အဖနဲ့ကအာနာမရှိဘူးဆိုရင်အဲ့အိမ်တော်သူဟာချမ်းသာပါမလားမချမ်းသာဘူးအဖေပြောလို့လည်းမရအမေပြောလို့လည်းမရအကြီးပြောလို့လည်းမနိုင်အငယ်ပြောလို့လည်းမနိုင်ဟုတ်ပြီလားနော်တယောက်စကားတယောက်နားမထောင်ကြဘူးဆိုရင်အဲ့ဒီအိမ်တော်ရေးမိသားစုကချမ်းသာပါမလားမချမ်းသာဘူးဟုတ်ပြီဒါကြောင့်ဘာကြောင့်သူတို့မချမ်းသာလာလဲဆိုရင်ဩဇာမရှိလို့အိမ်တော်ဦးစီးတွေဖြစ်တဲ့မိခင်ဖခင်တွေကဩဇာမရှိလို့ဩဇာအာဏာမရှိလို့ဩဇာအာဏာရှိတဲ့အိမ်များဆိုရင်ကိုသားသမီးနေကိုယ့်ရဲ့ဇနီးမယား၄ယောက်ကြာနေဟိတ်ဆိုဟိတ်တိတ်ဆိုအိမ်တွေမရှိဘူးလားမိသားစုတွေမရှိဘူးလားဒကမာကြီးတွေဆိုဒကာကြီးတွေမဟုတ်လားဟိတ်ဆိုဒကာကြီးတွေဘယ်လိုဖြစ်သွားလဲတိတ်သွားတယ်ဟုတ်ပြီလားနော်ကဲဟုတ်ပြီအဲ့တော့ပြောချင်တာကဘာလဲဆိုရင်ဩဇာအာဏာရှိတဲ့အိမ်တော်ကြီးအိမ်တော်စုဟုတ်ပြီလားမိသားစုကဘာလုပ်တယ်လဲချမ်းသာတယ်ပေါ့ဟုတ်ပြီလားနော်နားလည်မှုနဲ့သူတို့ချမ်းသာကြတယ်တရားတဦးနဲ့တဦးဩဇာမရှိဘဲနဲ့တဦးနဲ့တဦးတယောက်ရဲ့တယောက်စကားကိုနားမထောင်ကြဘူးဆိုရင်အဲ့ဒီအိမ်တော်ကြီးမိသားစုဟာအိမ်တော်စုမိသားစုကချမ်းသာပါမလားမချမ်းသာနိုင်ဘူးဟုတ်ပြီလားနော်ဟုတ်ပြီတကယ်လို့များဦးဇင်းတို့တက္ကသိုလ်မှာပေါင်းနေရဩဇာမှာယခုဘဝမှာကုသိုလ်ကံမပါလာယခုဘဝမှာသူစကားကိုနားမထောင်ဘူးလားဦးဇင်းတို့ဖရာရှင်ကိုတော်မြတ်ဖရာလောင်းတော်ပါရမီဖြည့်တဲ့အခါတုန်းကတိုင်းပြည်တပြည်ရဲ့အမတ်ကြီးပညာရှိအမတ်ကြီးတယောက်ဖြစ်ခဲ့ဘူးလေဟုတ်ကြနော်ပညာရှိအမတ်ကြီးတယောက်ဖြစ်တဲ့အခါကျတော့ပညာရှိအမတ်ကြီးကိုရှင်ပေရင်းနဲ့တကွာတိုင်းသူပြည်သားလူအများတွေကလေးစားအားကြကြည်ညိုကြတယ်သူစကားကိုလည်းနားထောင်ကြတယ်ဟုတ်ကြနော်အဲ့လိုနားထောင်တာဒီသူ့မှာစဉ်းစားတယ်ဟောတကားတွေကိုဘာလို့နားထောင်ကြလဲဟောဘာလို့ရှင်ပေရအရင်ချီပြောင်းနေတယ်ငါရဲ့တိုင်းသူပြည်သားတွေရောငါ့ကိုဘာလို့ချစ်ကြလဲဟုတ်ပြီလားနော်အဲ့လိုစဉ်းစားတာပြီးတော့စဉ်းစားမိတဲ့အခါကျတော့ဘာကြောင့်ငါ့ကိုအဲ့လိုချစ်ခင်ကြတာလဲငါစကားကိုနားထောင်ကြလဲငါရဲ့ပညာကြောင်းလားငါရဲ့တီလာကြောင်းလားငါရဲ့ကိုချင်းတီလာကြောင်းလားဘာဖြစ်နိုင်လဲမဟုတ်ဘူးနော်အဲ့လိုစဉ်းစားတဲ့အခါစဉ်းစားပြီးတော့ဒီကိုရှင်မေရင်ကဒီပညာရှိဘုရားတော်ပညာရှိအမတ်ကြီးကိုရွှေပရိသီမှာလောဘယတနာတွေလုပ်ဖို့အတွက်ရွှေတွေပေးလိုက်တယ်ပေါ့ဟုတ်ပြန်နော်ရွှေပြားတွေပေးလိုက်တယ်အဲ့လိုရွှေပြားတွေပေးလိုက်တဲ့အခါပညာရှိအမတ်ဘုရားလုံးပညာရှိအမတ်ကြီးကတခါတော့ဝင်တပြားတုံလို့ယူထားလိုက်တယ်ဟုတ်ပြန်နော်ဒါကိုရွှေပရိသီတွေကတီးပေမဲ့လည်းရွှေပရိသီတွေကသူ့ကိုလေးစားတယ်အားကြတယ်ချစ်ခင်တယ်ကြည်ညိုတယ်သူစကားလည်းနားထောင်တယ်ဟုတ်ပြီလားနော်အကောင်လုံးကလည်းချစ်ခင်တဲ့ပုံကိုဖြစ်တဲ့အတွက်ပြောကြတာအပြောဦးတယ်ဦးဇင်းတို့လောကသဘာဝရလဲကိုလေးစားအားကြတဲ့သူအဲ့လိုလုပ်ရင်ပြောလာမပြောတစ်ခါနှစ်ခါတော့သိခံနိုင်တယ်ဟုတ်ပြီလားနော်တစ်ခါနှစ်ခါနဲ့ပြောသွားရင်သိခံနိုင်ပြီလားမသိခံနိုင်ဘူးအဲ့လိုပဲဒီအရင်တရားလဲတစ်ခါနှစ်ခါနဲ့ကြော်သွားအောင်ဒီပညာရှိအမတ်ကြီးကအဲ့လိုရွှေပြားတွေကိုနှုတ်နှုတ်ယူထားကြပြားစီတစ်ခါပို့ရင်ကြပြားတစ်ချက်အဲ့လိုမျိုးနှုတ်နှုတ်ယူထားတာဖြစ်တဲ့အတွက်ကြောင့်တစ်ခါနှစ်ခါကြော်သွားတော့ဒီအရင်တွေကတိမခံနိုင်အောင်တိမခံနိုင်တဲ့အခါကျတော့ဖမ်းပြီးတော့ကျုပ်တို့ပြီးတော့လမ်းမှာလည်းရိုက်နှက်ပုတ်ခတ်ပြီးတော့အရင်စီကိုပုတ်ပေးလိုက်တယ်ဟုတ်တယ်နော်တစုကိုပုတ်ပေးလိုက်တာလေဘု
ရားလောင်းပညာရှိအမှန်ကြီးကိုအထုစီပို့ပေးတယ်ဆိုရင်ဘယင်းစီပို့ပေးတယ်အဲ့လိုဘယင်းစီရောက်တဲ့အခါကျတော့ဘယင်းနဲ့အားတင်တာပေါ့ဟုတ်ပြန်နော်သူလေးကအားကြရတဲ့ပုံပုံလေးဟုတ်ပြန်နော်သူချစ်ခင်တဲ့ပုံပုံအဲ့လိုဒီသားလူများကလည်းပညာရှိအမှန်ကြီးကိုလေးအားကြကြတယ်သူစကားတွေနဲ့နားထောင်တယ်ဒါပေမဲ့သူကဒီလိုလုပ်တဲ့အခါကျတော့အင်းကိုရမြတ်ကအပညာရှိအမှန်ဘုရားလုံးပညာရှိအမှန်ကြီးကိုဒီပညာရှိအမှန်ကြီးမင်းကငါပြီးထားတဲ့လာပါနေမလောက်ဘူးမင်းကခိုးတာလားငါတို့ရဲ့ချင်းမြောက်မှုတွေကိုမင်းကမလောက်လို့ဒီလိုပစ္စည်းချွေတွေကိုယူတာလားအဲ့လိုပြောတဲ့ခါကျတော့ပညာရှိအမှန်ဘုရားလုံးပညာရှိအမှန်ကြီးကဘာပြန်ပြောလဲဆိုရင်ရှင်မင်းကြီးတဲ့ကျွန်တော်မျိုးပါဖြေပြတစ်ချက်ကိုချွေတွေယရနာတွေလုံခိုင်းတဲ့မှာယူခြင်းလို့ယူတာမဟုတ်ပါဘူးကျွန်တော်မျိုးကစမ်းသက်ခြင်းလို့ပါအရှင်မင်းကြီးနဲ့တကွာတိုင်းသူပြည်သားလူအများတွေဟာကျွန်တော်မျိုးပေါ်မှာချစ်ခင်ကြတယ်ကြည်ညိုကြတယ်အားကိုးကြတယ်ကျွန်တော်မျိုးရဲ့စကားကိုလည်းတတိမသိနားထောင်ကြတယ်အဲ့လိုနားထောင်တာဒီကျွန်တော်မျိုးတက်ထားတဲ့ပညာတွေကြောင်းလားကျွန်တော်မျိုးဆောင်ထိန်နေတဲ့ကိုချင်းတီလာကြောင်းလို့ကိုချင်းတီလာကြောင်းလားချစ်ခင်ကြတာလားဒီလိုသိကျင်လို့ကျွန်တော်မျိုးယူရခြင်းဖြစ်ပါတယ်အခုတော့တည်သွားပါပြီတဲ့အခုရှင်မင်းနဲ့တကွာတိုင်းသူပြည်သားလူအများတွေကကျွန်တော်ကိုချစ်တယ်ဆိုတာကဘာကိုချစ်တာလဲဆိုရင်ကျွန်တော်ရဲ့ပညာကိုချစ်တာမဟုတ်ဘူးကျွန်တော်မျိုးရဲ့ကိုချင်းတီလာကိုချစ်ကြတာလေးစားကြတာဟုတ်ပြီလားနော်ဒီပစ္စည်းဥစ္စာတွေကျွန်တော်မျိုးတစ်ခုမှသုံးဆွဲမှုမရှိပါဘူးဆိုပြီးတော့သူယူထားတဲ့ပစ္စည်းဥစ္စာတွေကိုပြန်ပေးတာပေါ့ဟုတ်ပြီလားနော်ဒါကဘာကြောင့်ဦးဇင်းတို့တရားနာပိတ်တဲ့ပေါင်းနေလဲစဉ်းစားကြည့်ဦးဇင်းတို့မိမိတို့ရဲ့ပတ်ဝန်းကျင်မှာအကျင့်တီလာကောင်းတဲ့သူတွေမရှိဘူးလားအကျင့်တီလာကောင်းတဲ့သူတွေဥဆောင်မှုလုပ်တဲ့အတိုင်းမှာမိမိတို့ကနောက်လိုက်နေနဲ့ကိုတက်ဆန်းရာကနေလှောင်းပြီးတော့ကုညီမှုမလုပ်ကြဘူးလားလုပ်ကြတယ်ဒါကဘာကြောင့်လုပ်တာလဲဆိုရင်သူ့ပေါ်ယုံကြည်လို့သူ့ရဲ့ကိုယ်ကျင်တရားကိုယုံကြည်လို့ဟုတ်ပြီလားနော်ပညာတက်ခြင်းမတက်ခြင်းဆိုတာထက်သူ့ရဲ့ကိုယ်ချင်းတီလာကိုယုံကြည်လို့ဝိုင်းဝန်းကုညီကြတယ်သူစကားကိုလည်းနားထောင်ကြဒါမိမိတို့ပတ်ဝန်းကျင်မှာမရှိဘူးလားဟုတ်ပြီဒါယခုဘဝမှာရရှိခြင်းနေပေါ့လေဟုတ်ပြီလားနော်ဒီလိုမျိုးရရှိခြင်းနေဆိုရင်နံပါတ်1ကဘာဆောင်ထိန်ရမလဲကိုချင်းတီလာကောင်းအောင်ဆောင်ထိန်ပါတဲ့ဩဇာအာဏာယခုဘဝမှာရရှိခြင်းနေဆိုရင်ဘာဆောင်ထိန်ရမလဲကိုချင်းတီလာကောင်းအောင်ဆောင်ထိန်ပါတဲ့နံပါတ်2ကကျတော့ပြောသလိုလုပ်ပါတဲ့ဗါလဲတော့ပြောသလိုလုပ်ပါဟုတ်ပြီလားနော်တချို့တွေကစကားပြောတဲ့နေရာမှာတိတိကျကျမပြောဘူးလားပြောတဲ့အတိုင်းသူပြောတဲ့အတိုင်းမလုပ်ဘူးလားအဲ့လိုပုဂ္ဂိုလ်မျိုးကိုလူတိုင်းကမလေးစားကြဘူးလားလေးစားကြတယ်တော့မစားနဲ့တော့သူကပြောတဲ့အတိုင်းလုပ်တဲ့ပုဂ္ဂိုလ်ဟုတ်ပြီလားနော်သူကတိတိကျကျလုပ်တယ်အဲ့လိုပုဂ္ဂိုလ်မျိုးရဲ့စကားတွေကိုလည်းလူတိုင်းကနားမထောင်ကြဘူးလားနားထောင်ကြတယ်ဟုတ်ပြီလားနော်တကယ်လို့ကိုကပြောတဲ့အတိုင်းမလုပ်ဘူးဆိုရင်လူတိုင်းကနားထောင်ကြသေးလားအပြောတခြားအလုပ်တခြားဆိုရင်နားထောင်သေးလားကျန်တာစဉ်းစားမကြည့်နဲ့မိမိတို့မှာသားတွေသမီးတွေရှိရင်ရှိမယ်ဟုတ်ပြီလားနော်သားတွေသမီးတွေရှိတဲ့အခါကျရင်သူတို့ထားပါတော့စာကြိုးစားဖို့ရအတွက်ထားပါဆောင်းမွေးတွေအောင်ဖို့ပေါ့နော်ဟုတ်ပြီလားနော်ဆောင်းမွေးတွေအောင်ဖို့ရအတွက်10တန်းဆိုရင်သားနဲ့သမီးနှစ်ချင်းပေါင်းအောင်ကြိုးစားသားနဲ့သမီး10တန်းနှစ်ချင်းပေါင်းအောင်မယ်ဆိုရင်သားကြိုက်တဲ့ဖုန်းလေးဝယ်ပေးမယ်သမီးကြိုက်တဲ့ဖုန်းလေးဝယ်ပေးမယ်စသည်ပေါ့ဟုတ်ပြီလားနော်အဲ့လိုပြောတဲ့အခါကျတော့ကိုယ့်ရဲ့သားတွေသမီးတွေကကြိုးစားတဲ့သူတို့ဆောင်းမွေးတွေအောင်တဲ့အခါကျတော့မိဘတွေကမဝယ်ပေးခြင်းတဲ့အခါကျတော့ဝိလက်ကြောင့်မလုပ်တဲ့မိဘတွေမရှိဘူးလားဒီရဲရောပါကြသေးလားမပါကြသေးလားဟုတ်ပြီနော်ကိုကအဲ့ကျတော့ဘာပြောလဲဆိုရင်မိဘကိုယ်တိုင်ကပြောတိုင်းမလုပ်ရင်တသက်မိတွေကကိုယ့်ပေါ်လေးစားပါအောင်မလားမလေးစားဘူးဟုတ်ပြီနော်တခါလေဒီကျတော့မိဘတွေကသူအနိုင်ကျင့်တယ်တသက်မိတွေပေါ်မှာသူတို့ကငါးစကားကိုနားမထောင်ဘူးတဲ့ဟုတ်ပြီလားနော်မပြောကြဘူးလားပြောကြတယ်ကိုယ်တိုင်ကမှားနေတာကျတော့ကိုယ်တိုင်မြင်လားမမြင်တာတွေရှိရတာခယူဆက်ရမယ့်ຢာလေးတွေပေါ့ဟုတ်ပြီလားနော်ဒါကြောင့်မိမိတို့မှာဩဇာရှိခြင်းနေဆိုရင်ဘာလို့ရမလဲပြောတဲ့အတိုင်းလုပ်ပါတဲ့ပြောတဲ့အတိုင်းလုပ်ပါဒါကြောင့်ဦးဇင်းတို့ဒါလေးနဲ့ပတ်သက်ပြီးတော့မင်းတို့ဆရာတော်ဆရာကြီးကိုယ်တိုင်ပြောထားတာလေးရှိတယ်ဟုတ်ပြီလားနော်မလုံမပြောလုံးမပြောသဘောဆင်လှသည်အပြောသာချက်အလုံးမဲ့ကဲ့ရဲ့မလွတ်ပြီတဲ့ဟုတ်ပြီလားနော်မလုံမပြောလုံးမပြောသဘောဆင်လာစီအပြောသာချက်အလုံးမဲ့ကဲရဲ့မလွတ်ပြီတဲ့ဟုတ်ပြီလားနော်ပြောတဲ့အတိုင်းလုပ်ပါဒါကြောင့်မိမိတို့ဟာယခုပြစ္ဆုတ်ဘဝမှာဩဇာအာဏာရှိခြင်းတွေဆိုရင်နံပါတ်1ဘာတွေကျင့်သုံးရမလဲကိုချင်းတီလာကောင်းအောင်
ပြုလုပ်ရမယ်ဟုတ်ပြီလားနော်နံပါတ်1ကပြောတဲ့အတိုင်းလုပ်ရမယ်ဟုတ်ပြီဒါဆိုရင်တော့ဦးဇင်းတို့အတိတ်ဘဝကဩဇာအာဏာရှိဖို့အတွက်ကံမပါလာရင်တောင်မှယခုပစ္စုပန်ဘဝမှာထိုက်တဲ့ဩဇာကိုရရှိလိမ့်မယ်ပေါ့ဟုတ်ပြီလားနော်ဩဇာအာဏာကိုရရှိလိမ့်မယ်ပြီးတဲ့အခါကျတော့ဦးဇင်းတို့တရားတော်မှာပေါင်းနေသူတော်ကောင်းတွေဟာဒီဘဝတွေဘဝပြတ်သွားသေးလားမပြတ်သွားဘူးတန်ត្រာမှာကျင်လေရအောင်လေတန်ត្រာမှာကျင်လေတဲ့အခါလဲဩဇာအာဏာမလွတ်ဘူးလားလူတိုင်းကသူများပေါ်ကိုဘုံမကြခြင်းဘူးလားဒါဘိုးကြခြင်းနဲ့ဩဇာအာဏာမဟုတ်ဘူးနော်ဟုတ်ပြီလားနော်ဒါဘိုးကြခြင်းနဲ့ဩဇာအာဏာမဟုတ်ဘူးဒီဩဇာအာဏာကဟုတ်ပြီလားနော်ညတတဲ့ဩဇာပေါ့ဟုတ်ပြီလားနော်ဩဇာအာဏာလို့ခေါ်တယ်ဟုတ်ပြီတန္တရာမှာအဲ့လိုဩဇာအာဏာရှိခြင်းနဲ့ဆိုရင်တဲ့ဘုရားကိုယ်တော်မြတ်ကပြောထားတယ်တက္ကိသံဒါနတေတိတဲ့အလူတစ်ခုပြုတ်လို့တိုင်းမှာအလူကံပုဂ္ဂိုလ်ကိုရိုးသေးသေးလှူဒန်းပါတဲ့ဘာလူဘယ်လိုလှူဒန်းရမလဲရိုးသေးသေးလှူဒန်းရမယ်ဟုတ်ပြီလားနော်ကိုပြုတ်လိုက်တဲ့ကုသိုလ်တွေကိုအလူကံပုဂ္ဂိုလ်ကိုရိုးသေးသေးလှူဒန်းရမယ်ဟုတ်ပြီလားနော်ရိုးသေးလေးညာသူစကားအများနာယူချတဲ့ဟုတ်ပြီလားနော်အဲ့လိုတက္ကိစ္စဒါနသမားတွေလို့ပြောတာပေါ့ဟုတ်ပြီလားနော်ဦးဇင်းတို့တက္ကိစ္စဒါနသမားတွေဟာဒီလိုလူကံပုဂ္ဂိုလ်ကိုရိုးသေးသေးလေးစားစားနဲ့လူတန်းတဲ့ပုဂ္ဂိုလ်တွေဟာတန်ត្រာမှာကျင်လျာတဲ့အခါကျရင်အများပေါ်မှာဩဇာညောင်းတယ်ကိုယ့်ရဲ့စကားကိုကိုယ့်ရဲ့သားသမီးဇနီးမေယာလင်ယောက်ျားဆွေမျိုးမိတ်ဆွေအစီအပါစသည်ပေါ့လူအလုံးကလက်ခံကြတယ်နားထောင်ကြတယ်ဟုတ်ပြီလားနော်တက္ကိစ္စနဲ့လူတန်းခဲ့မယ်တက္ကိစ္စသမားတွေကဒါတန်ត្រာမှာကျင်လေတဲ့ခါကျရင်ဒီအကျိုးတရားဩဇာအာဏာတွေရလိမ့်မယ်သူတို့စဉ်းစားကြည့်အိမ်တော်တစ်ခုမှာတက္ကိစ္စဒါနဓမ္မပါလိုက်အမျိုးသားကတက္ကိစ္စဒါနဓမ္မဖြစ်ရင်တက္ကိစ္စဒါနဓမ္မဖြစ်ရင်အမျိုးသားကနာမည်ကြီးတယ်ဟုတ်ပြီလားနော်အမျိုးသမီးကတက္ကိစ္စဒါနဓမ္မဖြစ်ခဲ့မယ်ဆိုရင်အမျိုးသမီးကနာမည်ကြီးတယ်ဟုတ်ပြီလားနော်ဦးဇင်းတို့ကလည်းမပေါင်းနေကြားဘူးလိမ့်မယ်အနာတပိန်ကျောင်းတကာကြီးဆိုတော့ဘာလို့လဲအနာတပိန်တော့ဖြစ်သွားပြီဇေတဝန်ကျောင်းတကာကြီးဆိုတော့ဘာလို့လဲအနာတပိန်တထေးကြီးလို့မကြားဘူးလားကြားဘူးကြပဲဟုတ်ပြီလားနော်အနာတပိန်တထေးကြီးလို့တော့ကြားဘူးရဲ့အနာတပိန်တထေးရဲ့ဇနီးမယားကိုကြားဘူးကြလားကြားဘူးကြလားမကြားဘူးဟုတ်ပြီလားနော်အနာတပိန်တထေးရဲ့ဇနီးမယားကပုံညလက္ခဏာဒေဝီတဲ့ဘယ်သူတဲ့တော့ပုံညလက္ခဏာဒေဝီမှတ်ထားဦးဇင်းတို့ဘုရားဘာသာတွေအားလုံးကတော့ကျောင်းတကာကြီးဆိုရင်ဘယ်သူပဲမျက်စိတွေမြင်လဲအနာတပိန်ပဲမြင်ဟုတ်ပြီလားနော်ဘာကြောင့်လဲတဲ့သူကဘဝတန္တရာဆက်ဆက်မှာအလူကံပုဂ္ဂိုလ်တွေကိုရိုးသေးသေးလူကံတဲ့အတွက်ကြောင့်သူကနာမည်ကြီးဟုတ်ပြီလားနော်တက္ကိစ္စဒါနဓမ္မဖြစ်တဲ့အတွက်သူကနာမည်ကြီးတယ်သူပေးတဲ့ပုံမှာဩဇာညောင်းတယ်ဟုတ်ပြီလားနော်ဒီပုံညလက္ခဏာဒေဝီကြတော့ရှိတယ်လို့တော့အားလုံးကမထင်ကြဘူးဟုတ်ပြီလားနော်ခုဦးဇင်းတို့ကလည်းမပေါင်းနေကြားဘူးလားမကြားဘူးဒီထဲမှာကြားဘူးရင်တောင်မှသာဓုပေသားတွေလေးလာလိုက်စားတဲ့ပုံကိုယ်တွေကတော့ကြားရင်ကြားဘူးလိမ့်မယ်ကျန်တဲ့သူတွေများမကြားဘူးလို့ပဲများတယ်ဒါကြောင့်အနာတပိန်ကျောင်းတကာကြီးရဲ့ကျောင်းတကာတထေးကြီးရဲ့ဇနီးမယားရဲ့နာမည်ပါတယ်တော့ပုံညာလက္ခဏာဒေဝီဟုတ်ပြီတကဦးဇင်းတို့ပုဗ္ဗယုံကျောင်းအမကြီးဆိုတာရှိသေးတယ်ကြားဘူးကြလားပုဗ္ဗယုံအကြောင်းမကြီးဆိုဘာတူလဲဝိတာခာဟုတ်ပြီဝိတာခာကိုကြားဘူးရဲ့ဝိတာခာရဲ့လင်းယောက်ျားကိုကြတော့ဦးဇင်းတို့ကြားဘူးကြလားမကြားဘူးကြဟုတ်ပြီလားနော်ဝိတာခာလင်းယောက်ျားရဲ့နာမည်ကကြတော့ပုံညဝတ္တနာတထေတဲ့ဝိတာခာရဲ့လင်းယောက်ျားရဲ့နာမည်ဘယ်သူလဲတော့ပုံညဝတ္တနာတထေဝိတာခာကတော့သူတို့မြို့မှာဆိုရင်နာအားလုံးကလေးစားကြတယ်ကြည်ညိုကြတယ်သူစကားကိုနားထောင်ကြတယ်တာဝတိမြို့ဒီမြို့သားတွေကအချိန်ကာလတုန်းကဆိုရင်အနာတပိန်တို့ဝိတာခါတို့မပိုင်သူတို့ကုစုပွဲတွေသူတို့လုပ်တဲ့အလူတန်းမင်္ဂလာပွဲတွေဟာပွဲမရှိဘူးတဲ့ဟုတ်ပြီလားနော်အဲ့လောက်ထိနာမည်ကြီးခဲ့ကြတာပေါ့ဟုတ်ပြီလားနော်ဒါဦးဇင်းတို့ဘာကြောင့်သူတို့ကနာမည်ကြီးတာလဲဆိုရင်သူတို့ကဘဝတန်ခါအဆက်ဆက်ဘယ်လိုဘာလို့လူတန်းခဲ့လို့လဲအလူကံပုဂ္ဂိုလ်တွေကိုရိုးသေးသေးလူတန်းခဲ့လို့တချို့တွေကကျတော့လူတာပဲရော့အင်းဆိုပြစ်ပြေးသွားတယ်မရှိဘူးလားရှိရနော်ရှိတယ်ဆိုကုသိုလ်ရဲ့အကျိုးတော့ခံစားရတယ်နာမည်ကြီးခွင့်ရှိလားမရှိဘူးဟုတ်ပြီလားနော်နောက်ထပ်ပုံမြင်နေတဲ့ပုရှိတယ်ဦးဇင်းတို့ရွာတရွာမှာလဲဥဒ္ဒါအေးနဲ့ဒေါ်ပူဘယ်သူလဲတော့ဥဒ္ဒါအေးနဲ့ဒေါ်ပူဆိုပြီးတော့တတိလင်မြာရှိရဟုတ်ပြီလားနော်ရွာတရွာမှာအဲ့လိုသူတို့ကတတိလင်မြာဖြစ်တဲ့အတွက်ကြောင့်သူတို့ကျောင်းဆောက်လူကြတယ်ကျောင်းဆောက်လူတဲ့ခါကျနာမည်ကပီးတွေမထိုးကြဘူးလားထိုးရနော်နာမည်ကပီးတွေထိုးရနာမည်ကပီးထိုးတဲ့ရေးတဲ့ခါကျတော့
ဥဒ္ဒါဤတော်ပူကောင်းမှုပေါ့အဲ့လိုထိုးရဟုတ်ပြီဒါပေမဲ့လူတိုင်းကဘယ်လိုခေါ်လဲဆိုရင်ဒေါ်ပုကျောင်းလို့ပဲခေါ်ဥဒ္ဒါဤကျောင်းလို့မခေါ်ဟုတ်ပြီလားနော်ဒါကသင်္ကန်းတွေဝါသူသင်္ကန်းဆက်ကပွဲတွေသူတို့ပြုလုပ်တော့လေဒေါ်ပုဝါသူသင်္ကန်းဆက်ကပွဲကထိန်သင်္ကန်းတွေဆက်ကတော့လေဒေါ်ပုကထိန်သင်္ကန်းဆက်ကပွဲအဲ့လိုနာမည်တွေကဒေါ်ပုနာမည်ကြီးတဲ့ကုသိုလ်ကောင်းမှုပြုလိုက်တဲ့မှာထွက်တာဒါကသူစိတ်ဥဒ္ဒါရေးရစဉ်းစားရင်ဒီတစ်ခါတော့ငါနာမည်ကြီးအောင်အော်ဒတိုင်းမှာနာမည်ကြီးကြီးရေးပြီးတော့လူမပဲဆိုပြီးအော်ဒတိုင်းသူကလှူလိုက်တာလှူလိုက်တော့လေဒေါ်ပုအော်ဒတိုင်းနဲ့ဥဒ္ဒါရေးအော်ဒတိုင်းကိုဘယ်သူမှမခေါ်ကြအောင်ဟုတ်ပြီလားနော်အဲ့လိုရက်ကွက်ထဲမှာဥဒ္ဒတို့ရဲရွာတွေမှာမရှိဘူးလားရှိတယ်နော်ဟုတ်ပြီလားနော်ကဲအဲ့လိုပဲဒေါ်ပုအော်ဒတိုင်းလို့ခေါ်ရတာကြောင့်မကျင်တဲ့တော့ကဲဒီလောက်ရှိတဲ့မိမပေါ့လေဟုတ်ပြီလားနော်သူကတော့အဲ့လိုပြပြခါခါကိုသူ့စိတ်ထဲမှာမကျင်တဲ့တော့ပြောလိုက်တာဟုတ်ပြီလားနော်ဒီလောက်ရှိတဲ့မိမသူမပါတဲ့ကုသိုလ်ကိုငါလုပ်တော့မယ်ဆိုတော့သူမပါတဲ့ကုသိုလ်ကဘာပဲရှိမလဲရဟန်းဝိတ္တာပဲရှိမယ်ဟုတ်ပြီလားနော်ရဟန်းဝိတ္သူမပါတဲ့ကုသိုလ်ကိုငါလုပ်မယ်ဆိုပြီးတော့အမှဘုန်းကြီးကြောင်းသွားကျောင်းနိုင်ဘုန်းကြီးကိုတပည့်တော်တောင်လဘရဟန်းခံခွင့်ပေးပါဖေဟာလို့လျှောက်တော့ကျောင်းနိုင်ဘုန်းကြီးကလည်းကျောင်းတကာကြီးဆိုတော့ညင်းသားလားမငင်းတော့ဘူးလေဘုန်းကြီးတွေလည်းလူတွေတန်းတဲ့သူတွေကိုညင်းလို့ရလားမရဘူးဟုတ်ပြီလားနော်အလိုက်တိုင်းဆွဆိုင်ရဖြစ်တဲ့အတွက်အဲ့မှာအဲ့ဖုန်းကြီးလည်းအတိုင်းပဲရွာဦးကျောင်းဆရာတော်ကြီးလည်းဘုမတိဘာမတိနဲ့အေးကွာမင်းသင်္ကန်းဝစ်ချင်တယ်ဆိုတော့ဝစ်ပေးရဝစ်ပေးလိုက်တာတကယ်တော့ဥဒ္ဒါအေကသင်္ကန်းဝစ်ချင်လို့ဝစ်တာမဟုတ်ဘူးသုံးငံကြွားတဲ့အခါဥဒ္ဒါအေကြီးသုံးငံကြွလာပြီလို့သူကပြောခံချင်တာဟုတ်ပြီလားနော်အဲ့လိုကြောင့်သူကဒေါ်လာဘဝစ်တာအဲ့လိုမျိုးအဲ့လိုစိတ်နဲ့ဝစ်တဲ့အခါဝစ်ပြီးတော့သုံးငံကြွတယ်ကြွားတဲ့ကိုဆုံးကကြွားရတဲ့ကိုဆုံးကကြွားတော့ရွာလူတွေကဘာပြောလဲအေးဒေါ်ပုကိုတော်ကြီးကြွလာပြီပြောလို့ပြောကြဟုတ်ပြီလားနော်အဲ့အတန်လေးကြာရောဥဒ္ဒါအေးကဆုံးကိုဆုံးအောင်မခံတော့ဟုတ်ပြီလားနော်ဆုံးကိုဆုံးအောင်မခံမဲနဲ့ကျောင်းပြန်သွားပြီးကျောင်းပြန်သွားပြီးတော့ဆရာတော်ပြန်ကြောက်တယ်ဆရာတော်ဘုရားတပည့်တော်ရဟန်းထပ်ခွင့်ပြုတော့ဘုရားဟာဘာဖြစ်လို့လဲဘာဒီညာတွေမေးမိနေတပည့်တော်သိက္ခာချပေးပါဘုရားဆိုဆရာတော်ကလည်းကျောင်းလက်ကာကြီးဆိုတော့ချပေးလိုက်ရတာဟုတ်ပြီလားနော်ဘာဒီညာတွေဩဝါဒပြီးခြင်းကိုမရလိုက်ဟုတ်ပြီလားနော်အဲ့နဲ့ဒီလောက်ရှိတဲ့မိမကွာအခုလေရဟန်းဝိတ္တာတော်သူ့နာမည်ကပါသေးတယ်ကဲကွာဒီလောက်ရှိတယ်ဆိုပြီးတော့ရဟန်းလူတွေအရက်ဆိုင်သွားပြီးတော့အရက်မူးအောင်တောက်လိုက်တယ်တောက်ပြီးတော့လမ်းမှာတရထိုးဟိုဘက်ဒီဘက်ရင်းရိုင်းမူးလွန်ပြီးတော့အရက်မူးပြီးတော့မလုပ်သွားလဲတဲ့ခါကျမှရွာလူတွေကပါလို့ဟိုမှာဥဒ္ဒါအေးအရက်မူးပြီးတော့လဲနေတယ်တော့ဆိုပြီးတော့ဝိုင်းပြောကြတာဟုတ်ပြီလားနော်ပြောချင်တာကဘာလဲဆိုရင်တက္ကိသဒါနသမားတွေကနာမည်ကြီးတယ်ဟုတ်ပြီလားနော်တက္ကိသဒါနမပါခဲ့တဲ့ပုဂ္ဂိုလ်တွေကနာမည်ကြီးပါမလားမကြီးဘူးနာမည်ကြီးခြင်းတိုင်းကြီးလို့ရလားမကြီးဘူးဟုတ်ပြီနော်တချို့တွေဘယ်လောက်လူတချို့တွေဘာပဲလုပ်လို့မလုပ်ဘဲနဲ့နေတဲ့လူတွေတချို့တွေနာမည်ကြီးတဲ့လူတွေမရှိဘူးလားရှိတယ်သူတို့ဘာကြောင့်လဲဆိုရင်သူတို့ကအဲ့လိုတန်ត្រာမှာကျင်နေတဲ့အခါတက္ကိသဒါနပါခဲ့လို့တက္ကိသဒါနဆိုတာဥဒ္ဒနတက္ကရာမှာပေါင်းနေနားလဲလားနားလည်ပြီလားဗါတဲ့တော့အလူကံပုဂ္ဂိုလ်ကိုရိုးသေးလေးစားနဲ့လူဒန်းတာဟုတ်ပြီလားနော်ကဲကျတော့ဥဒ္ဒနတက္ကရာမှာပေါင်းနေဥဒ္ဒနတက္ကရာကြီးရောဥဒ္ဒါကြီးဖြစ်ခတ်မလားဖြစ်ခတ်မှာပါဗျာဒီလိုတော့ကြိုက်တာဟုတ်ဆိုဘာကိုကြိုက်တာလဲဆိုတော့ဘာကိုကြိုက်တာလဲဟုတ်ပြီလားနော်ဘာပဲပြောဥဒ္ဒါကြီးလို့တော့မဖြစ်ကန်နဲ့အလူကံပုဂ္ဂိုလ်ကိုလူတဲ့ခါကျရင်ရိုးသေးလူဒန်းပေးပါဟုတ်ပြီလားနော်ကဲဟုတ်ပြီအဲ့ကျတော့ပစ္စုပန်ဘဝမှာဥဒ္ဒနတက္ကရာမှာပေါင်းနေပြန်ပြောကြည့်မယ်ဩဇာအာဏာတကိုးရှိဖို့အတွက်ဆိုရင်ဘာတွေလိုက်နာကျင့်သုံးရမလဲကိုချင်းတီလာကောင်းအောင်လုပ်ရမယ်နောက်တစ်ခါပြောတဲ့အတိုင်းလုပ်ရမယ်ဟုတ်ပြီလားနော်တန်ခါမှာကျင်နေတဲ့အခါဩဇာအာဏာရှိခြင်းနဲ့ဆိုရင်ဘာလုပ်ရမလဲအလူကံပုဂ္ဂိုလ်ကိုရိုးသေးလေးစားနဲ့လှူဒန်းရမယ်ဒါဆိုရင်ဥဒ္ဒနတက္ကရာမှာပေါင်းနေလိုချင်တဲ့နေ့တစ်မှာလိုအပ်တဲ့ဩဇာတကူရလာနိုင်မယ်ဟုတ်ပြီလားနော်ကဲဟုတ်ပြီတကူရဲ့အတိတ်ပဲဥဒ္ဒနတက္ကရာမှာပေါင်းနေနားလဲပြီလားအဲ့တော့ဒီတကူကိုလည်းရှာလို့မလွယ်ဘူးလားလွယ်ပါတယ်ဟုတ်ပြီလားနော်တကူကိုလည်းရှာလို့လွယ်ကဲဟုတ်ပြီအဲ့တော့နံပါတ် 4ကဘာလဲတော့နံပါတ် 4ကပညာဟုတ်လားပညာဆိုတဲ့နေရာမှာသင်ယူတက်မြောက်ရမယ့်ပညာနဲ့ဘဝကိုထိန်းကျောင်းနိုင်မယ့်ပညာဆိုပြီးတော့2မျိုးရှိတယ်ပညာဘယ်နှမျိုးရှိဘာတွေလဲတော့သင်ယူတက်မြောက်ရမယ့်ပညာနဲ့ဘဝကိုထိန်းကျောင်းနိုင်တဲ့ပညာဆိုပြီးတော့ပညာဘယ်နှမျိုးရှိ2မျိုးရှိသင်ယူထိန်းကျောင်းရမယ့်ပညာတွေကတော့ကလေးဘဝကျောင်းသားဘဝမှာကျောင်းမှာသွားသင်လို့ရတယ်ဟုတ်ပြီလားနော်ဘဝကိုထိန်းကျောင်းရမယ့်ပညာကြတော့ဘယ်မှာရှာရမလဲဟ
ဟုတ်ပြီလားနော်ဘယ်မှာရှာရမလဲဆိုတဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကဟောထားတယ်လောကောတတ္တာနာမာစီတော်တဲ့လောကကြီးဒီတတ္တာနာတတ္တဝါပေါင်းတို့ဤအာစီတော်ဆေရပဲတဲ့ဟုတ်ပြီလားနော်လောကကြီးမှာရှာရမယ်တဲ့ဘယ်မှာရှာရမလဲလောကကြီးမှာရှာရမယ်လောကကြီးကတတ္တဝါပေါင်းတွေရဲ့ဆေရတဲ့ဦးဇင်းတို့ဥဒ္ဓတင်လူသားတွေဥဒ္ဓတို့အသက်ရှိလူသားတတ္တဝါတွေအတွက်လောကကြီးကပါတယ်တော့ဆေရပဲဘာပညာကိုရှာရမလဲဆိုရင်ဘဝကိုထိန်းကျောင်းနိုင်တဲ့ပညာဟုတ်ပြီလားနော်ဦးဇင်းတို့စဉ်းစားကြည့်ပေါ့ဘဝကိုထိန်းကျောင်းနိုင်တဲ့ပညာရှာတဲ့နေရာမှာဦးဇင်းတို့တက္ကသိုလ်မှာပေါင်းနေစဉ်းစားကြည့်လိုက်မိမိတို့ရဲ့ပတ်ဝန်းကျင်မှာကောင်းတဲ့သူရှိမယ်ဆိုးတဲ့သူရှိမယ်မရှိဘူးလားတချို့ဆိုရင်ငငယ်ကလေးဘဝကသူတို့မိသားစုကဆင်းရဲတယ်ကြီးလာတဲ့အခါအသက်40-50အရွယ်ရောက်လာတဲ့အခါချမ်းသာတဲ့သူတွေမရှိဘူးလားရှိတယ်သူတို့ဘာကြောင့်ချမ်းသာတာလဲဟုတ်ပြီလားနော်သူတို့စီကံတကြားနဲ့ကျူးစာအထုတ်လို့ဟုတ်ပြီလားနော်လုပ်ငန်းကိုင်ငန်းတွေစီစနစ်ကြကြသုံးဆွဲပြီးတော့စုပြီးစောင်းပြီးတော့သူတို့ကြီးပွားသွားတာမဟုတ်ဘူးလားကဲအဲ့လိုပုံကူမျိုးတွေကိုကိုကမြင်နေဆိုရင်သူတို့စီကနေပညာယူလို့မရဘူးလားယူလို့ရအခုမိမိတို့မှလည်းဒီမှာထိုင်းမှာရောက်နေတဲ့သူတွေဦးဇင်းတို့တချို့တွေဆိုစင်ပြေတဲ့သူရှိတယ်အစင်မပြေတဲ့သူရှိတယ်ဒီပုံကူတွေကိုကြည့်ပြီးတော့လည်းအတူယူလို့မရဘူးလားဒါအတူယူလို့ရတယ်ဟုတ်ပြီပြီးတဲ့အခါကျတော့တချို့တွေမိဘလက်ထက်ကကျတော့စီးပွားဥစ္စာတွေချမ်းသာကြတယ်မိဘတွေမရှိတဲ့နောက်ပိုင်းမှာစီးပွားဥစ္စာတွေကျဆင်းသွားတယ်ဘဝတွေပြတ်သွားတဲ့ပုံကိုယ်တွေမရှိဘူးလားကဲအဲ့လိုပုံကိုယ်မျိုးတွေစီရတယ်ဦးဇင်းတို့တက္ကသိုလ်မှာပေါင်းနေကိုယ့်အတွက်ပညာတွေယူလို့မရဘူးလားရပြီနော်ဟုတ်ပြီလားနော်ဒါကြောင့်ဦးဇင်းတို့ပညာဆိုတဲ့နေရာမှာဘွယ်တူးဂုံတူးတွေရမှာပညာလို့ခေါ်တာမဟုတ်ဘူးဘွယ်တူးဂုံတူးတွေရပြီးတော့ဘဝပြတ်သွားတဲ့ပုံကိုယ်တွေလောကမှာအများကြီးမရှိဘူးလားရှိသွားတယ်ဟုတ်ပြီလားနော်သူတို့ဘာပညာကိုမရလိုက်လို့လဲဆိုရင်လောကကိုထိန်းကျောင်းဘဝကိုထိန်းကျောင်းနိုင်တဲ့ပညာမရလိုက်လို့မရှာနိုင်လိုက်လို့ဟုတ်ပြီလားနော်ဒါကြောင့်ဦးဇင်းတို့တွေကမှပေါင်းနေကတော့ဘဝကိုထိန်းကျောင်းနိုင်တဲ့ပညာလေးရှောင်းအောင်ရှာပါဟုတ်ပြီလားနော်ဘဝကိုထိန်းကျောင်းနိုင်တဲ့ပညာရှာဖို့အတွက်ဆိုရင်ဘယ်သူစီမှာရှာရမလဲမိမိတို့ရဲ့အနီးနားပတ်ဝန်းကျင်ကိုပဲရှာလို့ရတယ်ဟုတ်ပြီလားနော်ကိုယ်နဲ့အပေါင်းအသင်းမိတ်ဆွေတီတီတွေကနေကောင်းတာတွေအတူယူလို့ရတယ်လို့ဆိုးတာတွေကိုဖယ်လိုက်လို့ရတယ်ဟုတ်ပြီလားနော်သူတို့စီကနေအတွေ့အကြုံတွေယူလို့မရဘူးလားတဦးနဲ့တဦးလေကိုယ့်ရဲ့အတွေ့အကြုံတွေဖလှယ်ပြီးတော့အမြင်ချင်းဖလှယ်ပြီးတော့ sharing လုပ်ပြီးတော့ပညာတွေယူလို့မရဘူးလားရတယ်ဟုတ်ပြီလားနော်ဒါကြောင့်ဦးဇင်းတို့ဒီပညာဆိုတဲ့နေ့တစ်နေ့မှာရအောင်ယူဖို့အတွက်ခဲရင်လားမခဲရင်လားမခဲရင်မဟုတ်ဘူးအလုပ်ဆိုရင်တော့အတင်းပြောတဲ့ပညာတော့မယူကြနိုင်ဘူးဟုတ်ပြီလားနော်ဟုတ်ပြီလားနော်တရားနဲ့တရားဖလှယ်တယ်သူဟာလေဟိုတယောက်အပြောဟိုတယောက်အတင်းပြောဒီတယောက်အတင်းပြောပြီးတော့အဲ့တော့ပညာဖလှယ်လို့တော့မခေါ်ဘူးဟုတ်ပြီလားနော်ကဲဟုတ်ပြီအဲ့ကြောင့်ပြောချင်တာကဘာလဲဆိုရင်တယောက်နဲ့တယောက်ကိုယ့်အတွက်အကျိုးရှိမဲ့ຢာတွေငါတော့ဘယ်လိုလုပ်ခဲ့လိုက်လို့ငါဘယ်လိုဖြစ်သွားတယ်ဟုတ်ပြီလားနော်ဘယ်စီးပွားရေးလုပ်သေးလို့ရင်ဘယ်လိုလေးဖြစ်နိုင်လဲကိုယ့်ရဲ့အတွေ့အကြုံလေးတွေကိုသူ့ကိုမျှဝေလိုက်ရင်သူကဒီအတွေ့အကြုံကိုယူလိုက်တယ်ဆိုရင်သူ့အတွက်ပညာရမသွားဘူးလားရသွားပြီဟုတ်ပြီလားနော်ဒါဘယ်သူကသင်ပေးတော့လဲဆိုရင်ကိုယ့်ရဲ့တငယ်ချင်းဟာသင်ပေးသွားတာပဲဟုတ်ပြီလားနော်ကိုယ့်ပတ်ဝန်းကျင်ကိုယ့်အတိုင်းဝိုင်းကိုယ့်တငယ်ချင်းတွေကသင်ပေးသွားတာဘာပညာကိုသင်ပေးသွားလဲဆိုရင်ဘဝကိုထိန်းကျောင်းနိုင်တဲ့ပညာဟုတ်ပြီဦးဇင်းတို့တက္ကသိုလ်မှာပေါင်းနေပညာရဲ့သဘောတရားကိုနားလည်ပြီလားပညာဘယ်နှမျိုးရှိနှစ်မျိုးရှိပါတယ်လေတော့ပါတယ်တော့နံပါတ်1ပညာပါတယ်တော့သင်ယူတက်ရောက်များရမယ့်ပညာသင်ယူတက်ရောက်တက်မြောက်ရမယ့်ပညာဘယ်မှာရှာရလဲဆိုရင်ကျောင်းဒီမှာရှာလို့ရတယ်နောက်တဲ့နံပါတ်2ကကျတော့ဘဝကိုထိန်းကျောင်းရမယ့်ပညာဒီဘဝကိုထိန်းကျောင်းရမယ့်ပညာကျတော့ဘယ်မှာရှာလို့ရလဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှာလို့ရတယ်ဟုတ်ပြီလားနော်ဒါဆိုရင်ပညာရှာဖို့လေနေ့တစ်နေ့မှာပညာရှာဖို့လေခဲရင်လားမခဲရင်လားအခဲရင်ပါမူဟုတ်ပြီလားနော်ကဲဟုတ်ပြီပညာရဲ့သဘောတရားနားလည်ပြီတကဟုတ်ပြီတကနံပါတ်3ကဗါတဲ့တော့ကျမ်းမာရေးဟုတ်ပြီလားနော်ကျမ်းမာရေးတဲ့ကျမ်းမာရေးဆိုရင်ဘုရားရှင်ကိုရမြတ်ပြောထားခဲ့တယ်ဘုရားရှင်ကိုရမြတ်ကဘာပြောလဲဆိုတော့အာရောကြပရမလာပါတဲ့ဘာတွေဘလောက်ပဲရကျမ်းမာရေးကောင်းကောင်းနဲ့နေရတာအချမ်းသာဆုံးပဲတဲ့ဟုတ်ပြီလားနော်ဘာတွေဘလောက်ပဲရကျမ်းမာရေးကောင်းကောင်းနဲ့နေရတာအချမ်းသာဆုံးပဲဟုတ်ပြီလားနော်အားကြောင့်ဘုရားကဒီလိုမိတ်နေဆိုရင်ဦးဇင်းတို့စဉ်းစားကြည့်ပေါ့ကျမ်းမာရေးမကောင်းတဲ့သူကလောကချမ်းသာလဲဆုံးရှုံးတယ်။ဘာချမ်းသာဆုံးရှုံးလဲ။လောကချမ်းသာလဲဆုံးရှုံးတယ်။တခါဘာကိုထက်ပြီးတော့ဆုံးရှုံးသေးလဲဆိုရင်ဓမ္မချမ်းသာလဲဆုံးရှုံးတယ်။ဘာချမ်းသာလဲဆုံးရှုံးလဲ
ဓမ္မချမ်းသာလည်းဆုံးရှုံးတယ်ကျမ်းမာရေးမကောင်းဘူးဆိုရင်လောကချမ်းသာလည်းဆုံးရှုံးမယ်ဓမ္မချမ်းသာလည်းဆုံးရှုံးမယ်စဉ်းစားကြည့်ပါဦးဇင်းတို့ကျမ်းမာရေးမကောင်းတဲ့အခါကျတော့ပတ်စံတွေဘယ်လောက်ရှိကြီးကိုစားကျင်တာတွေစားလို့ရတာအခုဦးဇင်းတို့တကယ်တော့မှပေါင်းနေအခုခေတ်ဆိုရင်တွေးလို့ယောဂလူတိုင်းဒီဘက်မဖြစ်ကြဘူးလားဖြစ်တဲ့အတွက်အငန်းတွေစားလို့ရလားရှင်းမှာဝတ်သားတော်ကြီးမြင်နေတယ်စားလို့ရလားမရဘူးကိုကျမ်းမာရေးနဲ့မတည့်တဲ့အတွက်ကြောင့်စားလို့ရလားမစားရအောင်အဲ့ဒါဘာဆုံးရှုံးသွားလဲလောကချမ်းသာဆုံးရှုံးသွားတာလေဟုတ်ပြီလားနော်ဒါကပတ်စံနေရှိတယ်ကိုသွားခြင်းတဲ့နေရာတွေအများကြီးရှိတယ်သွားလို့ရလားကျမ်းမာရေးမကောင်းတဲ့ခါကျတော့သူသွားလို့ရလားမရဘူးခံစားလို့လည်းမရဘူးသုံးဆောင်လို့လည်းမရဘူးသွားလို့လည်းမရဘူးဒါဆိုရင်ဘာချမ်းသာဆုံးရှုံးသွားလဲလောကချမ်းသာဆုံးရှုံးသွားတယ်ဟုတ်ပြီလားနော်ဖရေလေထွက်ချင်လို့ရလားဖရေလေထွက်ချင်လို့ရလားပြီးမိုင်နေပါလေမဦးသိန်းတို့တွေဖရေမပေါင်းနေဖရေလေမထွက်ကြဘူးလားဟမ်မြန်မာတွေအများကြီးထွက်တဲ့ဘာလို့ရှိတယ်ဟိုဘက်ကဖရာဗါတဲ့ခောက်ရိုင်လားဟုတ်လားခောက်ရိုင်ခေါ်တာဟုတ်လားအဲ့ဘက်မှာလေဖရာငါးဟုတ်လားငါးမျက်နှာဖရာအိမ်ဟုတ်ပြီအဲ့ဒီမှာမသွားကြဘူးလားကြည့်တူနေကြဟုတ်ပြီလားနော်ဘာမှလည်းမဟုတ်တက်ဖို့ခင်ပြန်လာကြဟုတ်ပြီလားနော်ပြင်ပန်းတယ်တကယ်တော့ဖရာဆိုတာအရင်ကြီးလေးစရာမလိုကိုယ်ရင်ဘက်ထဲမှာထားပြီးတော့ကိုယ်ရင်ကဖရာကိုရှ िख ိုးနေတယ်ဗာဖြစ်လေကုသိုလ်ရပါတယ်ဟုတ်ပြီလားနော်ဒီဖရာတွေရှ िख ိုးလေကုသိုလ်ရပါတယ်ဖရာတွေကမျက်နှာမလိုက်ပါဘူးဖရာဆိုတာကဦးဇင်းတို့အခုမှဆိုရင်ဖရာဦးဇင်းတို့ကိုးကွယ်နေရတာဗာပဲရှိတယ်တဆုပဲရှိပါတယ်ဟုတ်လားပွင့်ထားတဲ့ဖရာတဆုပဲရှိပါဗာလေတော့ဂေါရမဗုဒ္ဓဟုတ်လားနော်နာမည်တူတွေရှိလားမရှိဘူးလေဟုတ်ပြီလားနော်လူတွေကပဲနာမည်တူတွေနဲ့ဖရာတွေလိုက်ဖူးနေကြမဟုတ်လားဖရာလိုက်ဖူးကလားဖရေလေသွားလားဟုတ်ပြီနော်တက္ကမကြီးတဲ့အတန်မထုတ်တက္ကကြီးတဲ့ပဲအတန်ထုတ်ကဲဟုတ်ပြီဒါစနေအနေနဲ့တော့ဘာပဲပြောဖျားဘူးသွားတဲ့ခါကျရင်ဒီတန်တရာဘုဒ္ဓရရတယ်သူတို့နိုင်ငံရဲ့တိုးတက်မှုတွေကိုမမြင်ရဘူးလားဒါကောင်းတဲ့အချက်တွေပါပဲဟုတ်ပြီလားနော်သွားတဲ့မှာလည်းစိတ်ပြေလက်ပြောက်ဟုတ်ပြီလားနော်ဒါတွေမျိုးတွေရတယ်ဘုဒ္ဓဘုမှဒီနိုင်ငံရဲ့တိုးတက်မှုတွေကိုယ်နိုင်ငံနဲ့ဘယ်လောက်ကွာခြားမှုတွေရှိနေလဲဆိုတာသိတာဟုတ်ပြီလားနော်ကိုယ်စက်ယုံထဲမှာကိုယ့်ရဲ့တိုက်ခန်းလေးထဲမှာနေလို့ဒီຢာတွေမြင်ရပါမလားမမြင်အောင်ထိုင်းနိုင်ငံမှာကြည့်လိုက်ရွာဆိုတာရှိသေးလားအိမ်တိုင်းမှာကားမရှိကြဘူးလားတော်တော်များများအဲ့မှာသွားနေတဲ့ခုပြောတဲ့ငါးမျက်နှာဖေရဟုတ်လားငါးမျက်နှာဖေရဆိုတာလာဦးနေတဲ့မှာရှိတယ်ဦးတင်နဲ့တစ်ခေါက်ရောက်ပြီးသွားပြီဟုတ်ပြီလားနော်ကဲအဲ့ဒီမှာဆိုရင်ကြည့်လိုက်ရွာလေးတွေမှာမตายရဘူးလားตายရတယ်ဘာကြောင့်ตายရတာလဲဟုတ်ပြီလားနော်ဒီအတွေ့အကြုံတွေပေါ့ဟုတ်ပြီလားနော်အမြင်တစ်တွေရတယ်ဦးတင်တို့နိုင်ငံမှာဒါမျိုးတွေရှိရင်သွားလို့လာလို့ရတယ်မရဘူးကိုယ်နိုင်ငံကြောင့်လည်းပြောချင်တော့ဟုတ်ပြီလားနော်ပြောရင်ကိုပါလိမ့်ဖြစ်တယ်ပြောရင်ကိုပြောလို့မကောင်းတဲ့အရာတွေကြီးဖြစ်နေတဲ့အခါကျတော့အများကြီးမပြောတော့ဘူး။ဘာလဲပြောဦးသေးလို့လည်းမပေါင်းဘူး။ဒီလိုတွေသွားတာဒီအတွေ့အကြုံတွေအမြင်သစ်တွေရပါတယ်။ဟုတ်ပြီလားနော်။ဟုတ်ပြီအဲ့ကျတော့ဦးသေးလို့ဒီလိုသွားတာတွေဆိုတာလေဘာကောင်းလို့သွားရတာလဲဆိုရင်ကျမ်းမာရေးကောင်းလို့သွားရတာ။ဟုတ်ပြီနော်ကျမ်းမာရေးကောင်းနေဆိုရင်ဒီလိုတွေသွားလို့ရရင်ကျမ်းမာရေးမကောင်းဘူးဆိုရင်သွားလို့ရတာမသွားလို့မရလောကချမ်းသာဆုံးရှုံးသွားတယ်ပေါ့ဟုတ်ပြီလားနော်ကဲဟုတ်ပြီကျမ်းမာရေးမကောင်းတဲ့ပုဂ္ဂိုလ်ကဒါနသီလဘာဝနာတွေရောပြုကျင်နိုင်ပြုလို့ရတာမရဟုတ်ပြီလားနော်ကျမ်းမာရေးမကောင်းတဲ့အတွက်သီလဆောက်တည်လို့အဆင်ပြေပါမလားအဆင်မပြေဘူးဟုတ်ပြီလားနော်တခါဘာဝနာတရားဆိုတော့ကြိုးစားအပွားများအားထုတ်ဖို့တဲ့အဆင်ပြေပါမလားအဆင်မပြေဘူးဟုတ်ပြီလားနော်ဒါနကောင်းမှုပြုထောင်မှသူတစ်ပါးကတွဲခေါ်မှပြုလို့ရတဲ့အနေထားစိတ်တိုင်းကြပြုလို့ရတာမရတာဖြစ်တဲ့အတွက်ဘာလဲဆုံးရှုံးသွားလဲဓမ္မချမ်းသာလည်းဆုံးရှုံးသွားတယ်ဟုတ်ပြီလားနော်ကျမ်းမာရေးမကောင်းရင်ဘာတွေဆုံးရှုံးတတ်လဲလောကချမ်းသာလည်းဆုံးရှုံးတတ်တယ်ဓမ္မချမ်းသာလည်းဆုံးရှုံးတတ်တယ်ဘာတွေဆုံးရှုံးတတ်လဲလောကချမ်းသာလည်းဆုံးရှုံးတတ်တယ်ဓမ္မချမ်းသာလည်းဆုံးရှုံးတတ်တယ်မမှန်ဘူးလားကျမ်းမာရေးကိုကောင်းတဲ့ခါတုန်းကတော့ဂယုဆိုင်လားဂယုမဆိုင်ဟုတ်ပြီလားနော်ဦးဇင်းတို့စားကြင်ရတယ်မစားကြဘူးလားဖြစ်ပြီဆိုရင်နောင်တမရဘူးလားငါတော့ငငယ်တုန်းကဘယ်လိုတွေလုပ်ခဲ့လို့ဟုတ်ပြီလားနော်အဲ့လိုတွေနောင်တရမှုတွေမရှိဘူးလားရှိတယ်ရှိတဲ့အခါကျတော့ကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေလည်းမကုန်ဘူးလားခုခေတ်ဆိုရင်ဈေးဘဝကဈေးမကြည့်ဘူးလားထိုင်းနိုင်ငံမှာဆိုရင်တစ်ခါသွားရင်အနည်းဆုံးဘတ်ဘယ်လောက်ကုန်လဲ1100ဦးဇင်းတို့ဆိုရင်ဦးဇင်းတို့တက္ကသိုလ်ကနေမိနစ်30လောက်ပဲဝေးတဲ့စီကန်းတွေပါကြီးသွားပြီးဆိုတက်စီကသူတို့ဆေးထိုးကပေါင်း1500လောက်ကုန်တယ်ဘာမှလည်းမဟုတ်ဘူးပါရာစီတမောနဲ့ဆေးလေး9လုံးလောက်ပြီးလိုက်တာဟုတ်ပြီလားနော်ပတ်ဆက်ကုံတာကိုပြောပြတာဟုတ်ပြီလားနော်အဲကျတော့ကျမ်းမာရေးမကောင်းဘူးဆိုရင်ဒါတွေမကုံကြတော့ဘူးလားကုံကြနေပြီဟုတ်ပြီနော်ကုံကြမှာဖြစ်တဲ့အတွက်ဒါရှေးဆရာတော်ကြီးတွေကပြောထားတယ်ကျမ်းမာရေးမကောင်းတဲ့သူကကိုယ့်အတွက်တော့ဓမြပဲဗါတဲ့တော့ဓ
ဓမြပဲကျမ်းမာရေးမကောင်းရင်ပတ်စံထွက်မနေဘူးလားစိတ်ဘက်တွေအမြင်နဲ့မပြရဘူးလားစိတ်ဘက်တွေညနေနဲ့ပြနေရတော့ပတ်စံတွေကမကုန်ဘူးလားကုန်တယ်အဲအကြောင်းမို့လို့ကျမ်းမာရေးကောင်းအောင်ဆောင်ထိန်ကြပါဟုတ်ပြီလားနော်ကျမ်းမာရေးကောင်းဘာလို့မလဲဆောင်ထိန်ရမယ်ဒီကြည့်ရမယ်စားတော့နေနဲ့စိတ်ကြည့်ပြီးတော့စားရမယ်ဟုတ်ပြီလားနော်ဒါကြောင့်ဘုရားရှိခိုးတော်မြတ်ကဒီလိုလောကချမ်းသာရေးနဲ့ဓမ္မချမ်းသာရေးနဲ့ဆုံးဖြတ်အသက်ရှင်ကျင့်ကြံပါမယ်ဒီနေ့နဲ့ဆိုရင်တဲ့ဘုရားရှိခိုးတော်မြတ်ကပြောထားတယ်ဟုတ်ပြီလားနော်တော့ကောင်းလို့ရှောင်းအောင်ရှောင်းရတယ်တော့ကောင်းလို့ရှောင်းရတယ်တော့ကောင်းတယ်ပြောတယ်ဟုတ်တယ်အဲ့တော့တော့ကောင်းရရောက်တော့သူ့ရဲ့ငါရဲ့မိဘအတွက်ငါရဲ့တာသမီအတွက်ငါရဲ့မိယောက်ျားအတွက်ကောင်းတယ်နော်ငါရဲ့စုဘူးတွေအတွက်တော့ကောင်းများတော့မရှိဘူးလားတော့ကောင်းများစွာနေအသွေးပေါင်းများစွာနေရှိပြီဆိုရင်အိပ်ပျော်လားအိမ်မပြောတော့ကျမ်းမာရေးထိပြီဟုတ်ပြီနော်ဒါကြောင့်အဲဒီကိုတော့ပြန်ပါပြောတာလေတောကမျိုးရှောင်းတောကကိုဘယ်လိုရှောင်ရမလဲဒါပေမဲ့ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်ဒီຢာတွေကတော့ဘယ်သူမှဆိုမရဘူးဟုတ်ပြီနော်ဘဝတစ်ခုရလာရင်ဒီလောကရဏတရားတွေကကြုံရမှာပဲဒီစိတ်လေးကိုဖြေပြောင်းနိုင်နေတယ်နော်ဒါတောကကိုရှောင်နိုင်တယ်ဟုတ်ပြီနော်ဒါကြောင့်ဦးဇင်းတို့ကတော့ပေါင်းနေအရင်ကြီးတောကကိုဖြစ်ကြဟုတ်ပြီနော်တောကဖြစ်ရင်ဘာဖြစ်လဲအသက်တူလောကဖြစ်ရင်ဘာတူလဲအသက်တူတယ်ကျမ်းမာရေးမကောင်းရင်အသက်မတူဘူးလားတူတယ်ဟုတ်ပြီနော်လောကဖြစ်လာတဲ့အခါကျမ်းမာရေးမကောင်းဘူးအသက်တူတယ်ဟုတ်ပြီနော်ဒါကဘာအောင်မစားရဟုတ်တယ်နော်ဘာအောင်မစားရအောင်ဆိုဒီလိုစားတဲ့ပါလာတာတော့ကိုထမင်းစားမဲ့ခါကျရင်၅ပုံပုံတယ်၃ပုံပဲစားဟုတ်တယ်နော်တပုံကိုကျတော့ရေတောက်ဖို့ထားတပုံကိုကျတော့ဒီပိုင်းနေဖို့အတွက်ထားဖို့မလားဒါပြအခုနေနေဟုတ်ပြီနော်နံပါတ်1ကကျမ်းမာဖို့လည်းလိမ့်နေတာရှစ်ခါပဲလောကကိုဆောင်ရမယ်နံပါတ်2ကဝါအောင်အစားအစာတွေကိုဝါအောင်မစားရအောင်တချို့တွေနေအဲ့လိုအစားအစာတွေကိုကြိုက်လို့ဆိုတော့ကိုယ်မစားရအောင်ပြီးရင်ဘိုက်ပြအင်းအဲနဲ့နေပြီးတော့ဆေးတွေပဲမတော့ရအောင်ဒါပြစ္ဆုတ်ကဒုက္ခတော့ရှော့နိုင်ငံအကျိုးပေးတယ်လောအောင်စားတယ်ဟုတ်ပြီနော်ဒါဖျက်ရှင်ကိုတော့လည်းကတော့အားကြောင့်မို့အစားစားတော့တဲ့နေရာမှာလည်းဝါအောင်မစားရအောင်ဟုတ်ပြီနော်ဒါဆိုရင်ဘာလို့လဲကျမ်းမာရေးတော့မလားအဲ့ဒါရှိတယ်ကျွန်တော်ဆောင်လဲပေါ့ဖုန်းတော့တော့ကြည့်တယ်တို့ကတော့မပေါင်းနေကျွန်တော်ဘက်တင်ကချက်တော့ရိုက်မယ်တော့ပြက်လိုက်တော့ကျန်ရဲပြရမယ်ခင်ဗျာအကုန်လုံးပေါင်းလို့ရတယ်အစားအစာတွေပြန်ထည့်လို့ရတာပေါင်းအောင်အစားအတမ်းမပေါင်းဘူးအတမ်းနားရအောင်လှုပ်ရှားကိုလည်းဘယ်တော့မှလေလှုပ်ရှားဟုတ်ပြီနော်လှုပ်ရှားကိုလည်းဆိုတော့ဒီလိုလှုပ်ရှားတဲ့အားကစားတွေတက်နေရအောင်လုပ်ပြရဘူးပြည့်တဲ့ရေဒီလိုရှောင်းတယ်နောက်ရကိုကက်ကနဲ့တန်တဲ့နေအာပါနာလို့ခေါ်တယ်ကတ်လေးဝင်နေတယ်အဲဒီချိန်မှာဒါဆိုရင်ကျမ်းပါရှိဘူးပဲဆိုရင်ကိုကမှာတယ်ဘုရားဘာသာဘုန်းတဲ့သူတို့အာပါနာ meditation လို့ခေါ်တာတော့ခေါ်ပြတော့ကတ်လေးဝင်ကိုရှူရှိုက်တဲ့ဒီချိန်ကိုတော်တော်များများလုပ်ကြတယ်ယောဂကျင့်တယ်ဆိုပြီးတော့ဦးဇင်းတို့ကိုကမှာသိထားနေတယ်မရှိဘူးလားအဲ့ဘာလို့တာလဲအာနာပါနာလေဟုတ်လားနော်အာနာပါနာဆိုတာကိုယ့်ရဲ့ဒီအသက်ရှူတာတွေဝင်တာဖတ်တာမှတ်တာလေဟုတ်ပြီလားနော်အဲ့လိုကျင့်ငန်းတွေကိုလုပ်နေဆိုရင်လည်းအသက်ရှင်ပါတယ်ဟုတ်ပြီလားနော်ဒါကြောင့်တောကဘိုးရှောင်းဝါအောင်မစားလှုပ်ရှားကိုလက်ဒါကတော့စီဝံမတာစီဒီဝမ်းနေလည်းပိတ်ပြီးလို့ဖြစ်လာစီဝံပိတ်ပြီးဆိုကျမ်းမာရေးကောင်းသေးလားမကောင်းတော့ဒါကြောင့်စီဝံမပိတ်အောင်လည်းကိုအမြဲတမ်းစစ်ဆေးရမယ်ဟုတ်ပြီလားနော်ဒါဖေရပေးတဲ့နီလန်ကောင်းနေတယ်ဟုတ်ပြီလားနော်တောကဘိုးရှောင်းဝါအောင်မစားလှုပ်ရှားကူလက်စီဝံမတာဒီနာပါမတာသက်ရှိကြောင်းဒီလိုကတော့မပေါင်းလေးအမြဲတမ်းမှတ်ထားကျမ်းမာခြင်းဆိုရင်ဒီရာတွေကိုလိုက်နာခြင်းတော့ဟုတ်လားနော်ကျမ်းမာရေးကောင်းမှုအတွက်ဆိုရင်ဗာဒီလိုက်နာခြင်းတော့မလဲလိုက်နာခြင်းတော့ရမှာကနံပါတ်1ကတောကဘိုးရှောင်းနဲ့ဝါအောင်မစားဘူးဟုတ်ပြီနော်ဘာအောင်မစားဘူးကိုလက်လှုပ်ရှားမှုတွေကြည့်လို့မယ်စီဝမ်းတွေကိုမတောင်းဟုတ်ပြအမြဲတမ်းစစ်စစ်နေတယ်ဒါဆိုရင်ဦးဇင်းတို့ကတော့မပေါင်းနေကျမ်းမာရေးဒုက္ခနဲ့မပြည့်စုံနိုင်ဘူးလားပြည့်စုံပြီကျမ်းမာရေးဒုက္ခပြည့်စုံပြီဆိုရင်လောကချမ်းသာတွေခံစားလို့မရဘူးလားလောကချမ်းသာတွေခံစားလို့ရတယ်ဓမ္မချမ်းသာတွေခံစားလို့ရတယ်ကျမ်းမာရေးကောင်းရင်ဒါနသီလဘာဝနာဆိုတဲ့ဝိပဿနာတရားတွေကိုအားထုတ်လို့မရဘူးလားရတယ်ကုသိုလ်ကောင်းမှုတရားတွေကိုအားထုတ်လို့ရတယ်ဟုတ်ပြီလားနော်ဒါကြောင့်ဦးဇင်းတို့တရားတော်မှာပေါင်းနေနေ့တစ်နေ့မှာကျမ်းမာရေးအတွက်လည်း
ရောင်းအောင်ယူလို့မရဘူးလားရပြီဟုတ်ပြီလားနော်အခုအိမ်ငိုက်နေကြတယ်မသိဘူးနံပါတ်ဘယ်လောက်ထိရောက်သွားပြီလဲနံပါတ်ဘယ်လောက်ထိရောက်သွားပြီလဲ3ထိရောက်သွားပြီမကြံတော့ပါဘူးနှစ်ဖက်တင်းနှစ်ပဲကြံတော့ပါဟုတ်ပြီလားနှစ်တစ်ပဲကြံတော့တယ်အိမ်မကြံတော့ဟုတ်ပြီလားနော်အချိန်ကဘယ်လောက်ရှိပြီလဲဘယ်လောက်ရှိသွားပြီ9နာရီကျော်သွားပြီဟုတ်လား9နာရီ18မိနစ်လားကဲထားပါတော့နံပါတ်2ကကျတော့ဗါလဲတော့ဥစ္စာနံပါတ်2ကဗါလဲတော့ဥစ္စာဆိုတော့ဦးဇင်းတို့လူတိုင်းမှာစီဝါဥစ္စာဆိုတာမရှာရဘူးလားဘုရားရှင်ကိုယ်တော်မြတ်ကလည်းပြောတာလေလူတိုင်းမှာဥစ္စာရှာရမယ်လေဟုတ်ပြီလားနော်ဥစ္စာမရှာနဲ့လို့ပစ္စည်းဥစ္စာမရှာနဲ့လို့ဘုရားရှင်ကိုယ်တော်မြတ်ကဘယ်ဒီသနာမှာမဟောခဲ့ဦးဇင်းတို့ရဟန်းတွေတောင်မှစွန်းနေပါရင်ရှာသားဖို့အတွက်ဆိုတပိတ်တစ်လုံးသင်္ကန်း3ထည်တပိတ်လေးတောင်ပေးထားခဲ့လိုက်ပြီဟုတ်ပြီလားနော်တပိတ်ပိုက်ပြီးတော့စွန်းကိုရှာသားလို့မှာထားခဲ့တယ်ဟုတ်ပြီလားနော်ဒါကြောင့်ပြောချင်တာဦးဇင်းတို့တက္ကသိုလ်မှာပေါင်းနေဥစ္စာရှာတဲ့နေရာမှာဥစ္စာရှာဖို့မလိုဘူးလားဘဝတစ်ခုရလာပြီဆိုရင်ပစ္စည်းဥစ္စာချမ်းသာဖို့မလိုဘူးလားကဲချမ်းသာဖို့လိုတယ်ဆိုရင်တဲ့ဘုရားရှိခိုးတော်မြတ်ကဒီလန်းတွေပေးထားခဲ့တယ်ဘယ်လိုတွေနဲ့ရှာရမလဲဆိုရင်တံပရံ၄ပါးနဲ့အညီရှာပါတဲ့ထားကြသိမ့်စီည30ပေါင်းမြင်မိတ်ဆွေကောင်းတဲ့ဟုတ်ပြီလားနော်ထားကြသိမ့်စီထားကြဆိုជីវဥစ္စာရှာတဲ့နေရာမှာလုံးလဝီရိယအပြည့်နဲ့တက်ကြရှာရမယ်။ဘာနဲ့ရှာရမလဲ။လုံးလဝီရိယအပြည့်နဲ့ရှာရမယ်။ဟုတ်ပြီလားနော်။ဦးဇင်းတို့တချို့တွေကကံကောင်းလို့ချမ်းသာတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလား။ရှိတယ်။ဒါပေမဲ့သူတို့ချမ်းသာတဲ့ကံနာကောင်းတယ်လေជីវဥစ္စာတွေတိုးတက်တာတွေရှိလား။မရှိဘူး။သူတို့ကံကောင်းတဲ့တချို့တွေကတော့ကံလည်းကောင်းတယ်ကံဉာဏ်ဝီရိယဉာဏ်တို့ဝီရိယတို့လည်းမပါရဘူးလား။ជីវဥစ္စာရှာတဲ့နေရာမှာကံတစ်ခုတည်းနဲ့ရှာလို့ရလား။